Namo Tata Tông Chén Như Sô Chén Chén Sa Thén Jaya Namo Tata Bhagavato Arahato Dhamma Dhammo Tata Namo Tata Bhagavato Arahato Dhamma Dhammo Tata Namo Tata Bhagavato Arahato Dhamma Dhammo Tata Tadu 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 ကဲဟိတ်6ပါးကဘာတွေလဲပြန်ပြောပါဦးအဲ့ဒါလေးကိုပစ္စယောလေးနဲ့တောက်လိုက်ပါဦးဟေတုပစ္စယောတိဟေတုတံမြုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိသာရူပနံဟေတုပစ္စယေနာပစ္စယောအေးဒါလေးမြင်ရလားအဲ့ဒါကိုမနေ့ကရှင်းသွားတာနော်အဝိဇ္ဇာကဘာလဲမောဟကြရနော်ဒီနာလေးကတဏှာကဘာလဲလောဘနောက်ဆုံးအမြုပ်ထားတဲ့တောကပရိဒေဝဒုက္ခဒေါမနတာဥပါယတာအားလုံးကဘာတွေလဲဒေါသဒါဆိုရင်ဒီဟိတ်တွေကမကောင်းတဲ့ဟိတ်တွေပေါ့ဘာတွေလဲမကောင်းတဲ့ဟိတ်တွေကကျေစုပြုတယ်ဆိုလို့ရှိရင်မကောင်းတဲ့ဘုံဘွားတွေရနိုင်တာပေါ့ရရင်နော်ဒီဘက်ကဝိညာဉ်ပရိသေစိတ်ကမွေးဖွားတာဟိုဘက်ကလည်းဇာတိရပါလေမွေးဖွားတာအဲဆိုဒီနှစ်ခုကဆိုတော့ဒုက္ခသစ္စာမဟုတ်ဘူးလားဒုက္ခသစ္စာမရကြဘူးဆိုရင်တဲ့ဟောဒီဒီဘက်ကနှစ်ကွက်ဖြစ်တဲ့သမုဒိယသစ္စာအကြောင်းကိုပယ်ရမှာပေါ့ရရင်နော်အကျိုးဒုက္ခကိုမရကြဘူးဆိုရင်အကြောင်းသမုဒိယကိုပယ်ရမှာဘာလဲအကြောင်းသမုဒိယကိုပယ်ရမှာကျောင်းဆရာကအကြောင်းသမုဒိယမှာစပြောထားတာကမောဟတတ်မဟုတ်ဘူးလားနော်အဝိဇ္ဇာမောဟတတ်ကျောင်းဆရာကဒီပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့မှမေတ္တာပို့ခြင်းတယ်ဆိုလို့ရှိရင်ကုသိုလ်စိတ်တွေကကျေးဇူးပြုရင်မကောင်းဘူးလားအကုသိုလ်စိတ်တွေကကျေးဇူးပြုရင်ကောင်းလားခုနလောဘဒေါသမောဟစတဲ့အကုသိုလ်ဟိတ်များကကျေးဇူးမပြုပါစေတည်းရရင်နော်အလောဘအဒေါသအမောဟဒီဟုသောကုသိုလ်ဟိတ်များကကျေးဇူးပြုပါစေတည်းပဋ္ဌာန်းနဲ့မေတ္တာပို့တာလေဘာလဲရတာအဲဆိုကုသိုလ်ကောင်းသောဟိတ်များမိမိတန်တန်မှာဖြစ်ထွန်းရပါလို့ဤဘာလဲရလာနော်သူတစ်ပါးအတွက်လည်းအလားတူပဲထိုပုဂ္ဂိုလ်တွေလည်းကောင်းသောဟိတ်များဖြစ်ထွန်းကြပါစေတည်းမကောင်းလားကောင်းတယ်နော်ကောင်းသောဟိတ်တွေကျေးဇူးပြုမယ်ဆိုလို့ရှိရင်တော့ဆန္ဒရာကောင်းသောဘဝတွေကိုမလုပ်နိုင်လဲရနိုင်တာပေါ့ဒါတော့ပထမဆရာမကောင်းတဲ့ဘဝကနေရုံထွက်ဖို့ကပထမလေနောက်မှဒီကောင်းတဲ့စိတ်တွေကိုအပြတ်ရှုပြီးတဲ့အခါကျတော့ကောင်းကောင်းဆိုးဆိုးပြတ်နေတာပဲဆိုရင်မှဟောဒီပရိသတ်သမစဝိုင်းကြီးတစ်ခုလုံးကိုဖြိုချတာပေါ့ရလာနော်ပထမတော့ဆရာကမကောင်းတဲ့ဘဝကိုသွားနေတာတွေကိုအရင်ဆုံးရက်တန့်အောင်လုပ်ရမှာပေါ့နော်အဲဆိုမကောင်းတဲ့ဘုံဘဝကိုတက်ရောက်စေတဲ့ကံတွေကမကောင်းကံတွေပေါ့ဘာလဲဟုတ်တယ်ဆရာကမောဟတက်နဲ့နေတယ်ဆိုရင်ဘာနဲ့ပတ်နေလဲဆိုတော့အဝိဇ္ဇာနဲ့စပြီးတော့လဲနေတယ်ရရင်နော်နောက်တစ်ခါဆရာကဒေါသတွေပဲတစ်ချိန်လုံးဖြစ်နေတယ်ဆိုရင်ပရိစ္ဆသမုပ္ပါအဆုံးကနေပါဖြစ်နေလဲပတ်နေတယ်လဲနေတယ်ရရင်နော်နောက်တစ်ခုဆရာကလောဘတွေပဲကိုယ်တဏ္ဍာမှာဖြစ်ထွန်းနေမယ်ဆိုရင်တော့ပရိစ္ဆသမုပ္ပါဘယ်ကနေပတ်နေလဲအလယ်ကနေပတ်နေတယ်ရရင်နော်ဒီလိုပတ်နေတဲ့ရေးဆရာတို့ဒီအမှန်မတွေ့နိုင်ဘူးရလားဒီလိုပတ်နေတဲ့ရေးဟောဒီ32ပုံဆိုတဲ့တန်တရားရဟတ်ကြီးကနေလဲမထွက်နိုင်ဘူးဟောဒီမှာသင်္ခါရဆိုတဲ့ကံကိုပြုလုပ်လို့ရှိရင်ဟောဒီမှာဘာတွေရလာမလဲရုံနဲ့နံနေရလာမယ်တဲ့နောက်ထပ်ပြီးတော့မှဟောဒီမှာကံမဘဝဆိုတဲ့ဘာတွေထက်လောက်တယ်ဆိုရင်ကံတွေထက်လောက်တယ်ဆိုရင်နောက်ထပ်လည်းဘာတွေထက်ရနေအောင်ပါလဲဘဝတွေဇာတိဆိုတဲ့ဘဝတွေထက်ရနေအောင်မယ်ဒီမှာလဲဝိညာဉ်ဆိုပြီးတော့ထပ်ပြီးတော့ဘာလုပ်အောင်မယ်မွေးဖွားရအောင်မယ်နာယုတ်တွေထပ်ပြီးတော့ရအောင်မယ်ဒါကြောင့်မလို့ကံကြောင့်ဘာတွေရရတယ်နာယုတ်တွေရဒီနာယုတ်တွေကြောင့်ထပ်ပြီးတော့တို့ကဘာတွေဖြစ်ပြုလုပ်ကြလဲကံတွေပြုလုပ်ကြတယ်ရရနော်အဲ့ဒီကံထဲမှာကာယကံဝစီကံမနောကံအရင်တော့ကလည်းအဲ့ဒီလိုတွေသင်္ခါရဆိုတဲ့ကံတွေပြုလုပ်ခဲ့ကြတယ်အခုကြိုးလေးနဲ့တွဲထားပြီးတော့မှအခုလက်ရှိပစ္စုပန်ဘဝမှာလည်းတို့ကဘာတွေလုပ်နေလဲအဲ့ဒီကံကိုပဲဟောဒီမှာသင်္ခါရလို့ထက်ကောက်မထားဘူးလားကောက်ထားတယ်အဲ့လိုမျိုးကံတွေကိုပဲတို့ကထက်ရှိတဲ့ပြုလုပ်နေခြင်းကိုဘာဝတ်လို့ခေါ်လဲကမ္မဝိအရင်အတိတ်တုန်းကပြုခဲ့တဲ့သင်္ခါရယခုပြစ္ဆုတ်ပံမှာပါလဲဖြစ်ပေါ်နေတဲ့သင်္ခါရကမ္မဘဝရတယ်နော်
နားလည်လားဒါလေးကိုရှင်းသွားတာပေါ့နော်အဲ့ကျတော့ဆရာတို့ကဒီကောင်းတဲ့ကံတွေပြုလုပ်ရင်ဘယ်ဘဝကိုရမယ်ကောင်းတဲ့ဘဝကောင်းတဲ့ပြိတ္တိအကျိုးကိုရတယ်ရရင်တော့ကောင်းသင်္ခါရပစ္စယလူခန္ဓာနတ်ခန္ဓာမြမခန္ဓာဆိုသင်္ခါရပစ္စယအပယ်လေးပုံခန္ဓာရရင်နော်ဇံရအောင်လို့အားထုတ်တယ်ဆိုလို့ရှိရင်တော့တဲ့အာနေဇာပိသင်္ခါရပစ္စယမြမခန္ဓာတဲ့ရလားဆိုတော့ကိုယ်ပဲသွားမယ်ဆိုတာကိုယ့်ရဲ့ရွေးချယ်မှုပဲရလားရရင်တော့ဘသူမှဖန်ဆင်းပြီးတော့ပို့လိုက်တာမဟုတ်ပါဘူးတဲ့အဲ့ဒါကြောင့်မလို့ဗါတယ်လေကံကြောင့်နံရောဒီနားလေးမှာစရအောင်နော်အဝိဇ္ဇာနဲ့တဏှာအရင်ခံဥပါဒံကံကြောင့်ရုပ်နံပေါ်ရလားကံကြောင့်ရုပ်နံပေါ်အပင်မမျိုးမအပင်အမြင်မပြတ်ဆက်တိဟံကံကြောင့်နံယုံကြောင့်ကံအဖန်ဖြစ်ပြန်မိအလျောပြမတဲ့ကြစသည်များကထင်ရှားပြုပြင်စီရင်ပန်းစင်အကြောင်းရင်ကြောင့်လူနဲ့များစွာတတဝါတို့ဖြစ်လာရမှုမဟုတ်ဘူးဉာဏ်ဖြင့်ရှု၍မျောတို့ပြုတဲ့ကံနဲ့တို့ရတဲ့နံယုတ်တို့ရတဲ့နံယုတ်ပေါ်ကိုအကြောင်းခံပြီးမှတို့ထပ်ပြုနေတဲ့ကံအဲဆိုတော့အပင်ကနေမျိုးစည်းချမျိုးစည်းကနေအပင်ပြန်ပေါက်ဒီအပင်ကနေမျိုးစည်းပြန်ကြမျိုးစည်းကနေအပင်ပြန်ပေါက်ဒီပုံစံနဲ့ပဲမလုပ်နေတာပါတယ်လေကောင်းသောမျိုးစည်းကိုချရင်ကောင်းတဲ့အပင်တွေဆိုးတဲ့မျိုးစည်းကိုချရင်နားလည်လားဒီတော့ဇာတိတော်ဟိတ်ဆိုတာလေးဟာကောင်းတဲ့ဟိတ်တွေဖြစ်ပေါ်လာဖို့အရေးမကြီးဘူးလားအရေးကြီးတဲ့အတွက်ဘယ်လိုလေးမေတ္တာပို့မလဲပြောပါဦးကောင်းသောဟိတ်များကခြေစုပြုပါစေတတိမကောင်းသောဟိတ်များကခြေစုမပြုပါစေတတိဟောမိမိတို့တဏ္ဍမှာကောင်းသောဟိတ်များသာဖြစ်ပေါ်၍လာပါစေတတိမကောင်းသောဟိတ်များကမဖြစ်ပေါ်၍နေပါစေတတိအလုံးစုံသောတတဝအပေါင်းတို့သည်ကောင်းသောဟိတ်များဖြင့်ဗါလဲကောင်းသောဟိတ်များသာကျေးဇူးပြုကြပါစေတည်းမကောင်းသောဟိတ်များမဖြစ်ပေါ်ကြပါစေတည်းမကောင်းလားကောင်းတယ်နော်နောက်တစ်ခုအာရမဏပစ္စည်းပိုင်းကိုသွားမယ်အာရမဏပစ္စည်းအာယုံအနေနဲ့မလုပ်တတ်တော့တရားကျေးဇူးပြုတတ်တော့တရားအဲကျွန်တော်ဗါတယ်လေရူပယတနံသကုဝိညာဏဓာတုယတံတမြုတ်တကာနိသာဓမ္မနံအာရမဏပစ္စယေနာပစ္စယောဟာဒီမှာယုံတဲ့နံနေရမလားဘူးလားအခန္ဓာ6ပါးဖြစ်တဲ့ဗာလဲမျက်စိအနာနှာရှာကိုယ်စိတ်တကားပေါက်တွေပါမလားဘူးလားအဲ့ဒီမှာဗာတွေလာတိုက်တယ်အာယုံတွေလာတိုက်တယ်ဗာလဲတိုက်တာလေးကထိတာလေးကဗာလဲဖတ်တာဖြစ်เสียဗာလဲဝေဒနာဖြစ်ပြီဆိုတာနဲ့သူတယောက်တည်းဖြစ်တာမဟုတ်ပါဘူးတဲ့ဝေဒနာဖြစ်ပြီဆိုတာနဲ့စိတ်ကလေးပါဘူးလားပါပါတယ်ဆိုတော့ဆရာနံခဏလေးပါအတူတူဖြစ်ပါတယ်တဲ့ဗာလဲလေနံခဏလေးပါမြန်မာလိုပဲပြောမယ်ခံစားတာလေးကဗာလဲဝေဒနာခံစားတာလေးကဗာလဲဝေဒနာသိတာလေးကစိတ်သိတာလေးကဝိညာဉ်ဗါလဲလေဝိညာဉ်ဟောဒီဝိညာဉ်ပဲဟောဒီဝိညာဉ်ကဆက်စားဦးခြင်းဘဝတစ်ခုကိုရရင်တော့ပြိတ္တိဝိညာဉ်အခုလောကမှာဆက်ပြီးတော့နေစဉ်အခါမှာတော့ဆရာတို့ကဖြစ်ပေါ်နေတဲ့စိတ်တွေကိုဒီဝိညာဉ်ပေါ့နော်အဲဆိုတော့ထက်ကြီးတလဲလဲတို့ကစိတ်တွေဖြစ်မနေဘူးလားပြောရင်တော့ဆရာတို့ကခန္ဓာရှိရင်ဝေဒနာရှိတယ်ဗါလဲလေခန္ဓာရှိရင်ဝေဒနာရှိတယ်ဝေဒနာဖြစ်တိုင်းမှာဘာဖြစ်နေလဲစိတ်ဖြစ်နေတယ်ရလားဒီတော့စိတ်ဖြစ်ပေါ်တိုင်းမှာဘာရှိနေလဲဝေဒနာရှိဝေဒနာဖြစ်ပေါ်တိုင်းမှာလည်းဘာဖြစ်နေလဲစိတ်ဖြစ်နေတယ်ပူတာကိုသိတယ်ပူတယ်လို့ခံစားတယ်ရလားပူတယ်လို့မှတ်သားတယ်ရရင်နော်ပူခြင်းသဘောလေးတွေထက်ချီတယ်လဲဘာလုပ်နေလဲဖြစ်ပေါ်နေတယ်ဖြစ်ပြတဲ့ဇက်နဲ့ထက်ကတကအသစ်ဖြစ်ရင်လည်းအဟောင်းဟောင်းတွေချုပ်ဆုံးနေတဲ့သင်္ခါရဆိုတဲ့သဘောလေးကလည်းဘာလုပ်နေလဲရှိနေတယ်ဒါကြောင့်မလို့ဆိုတော့ခံစားမှတ်သားပြုပြင်သိဒီသဘောလေးတွေကိုဘာလို့ခေါ်လဲနာခန္ဓာ၄ပါး
ဘာခန္ဓာလေးပါလဲနံခန္ဓာလေးပါရရင်နော်အဲ့ဒီနံခန္ဓာလေးပါနောက်တစ်ခါဆက်ပြီးတော့ရုပ်တရားကရောဘယ်နှပါလဲပထဝီတေဇောအာဘောဝါယောရလားဒီမနေ့တော့ရှင်းပြခဲ့တယ်ဟောဒီရုပ်တရားတွေဟာကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ်တဲ့အပြာကတဘာလဲလဲသူတို့ကုသိုလ်လို့လဲဆိုလို့မရဘူးအကုသိုလ်လို့လဲဆိုလို့မရဘူးဘာကြောင့်လဲဆိုတော့တဲ့ဆရာလေးတို့အတိတ်တုန်းကပြုခဲ့တဲ့ကောင်းကံဆိုးကံအတိုင်းပဲရရှိထားတဲ့ဘာတွေလဲနာယုတ်တွေဘယ်ထဲမှာပါနေလဲအကျိုးတရားကွက်ထဲမှာပါနေတယ်ရလားဒါကြောင့်ယုတ်ကယုတ်ကြည်တတ်ဆိုရင်တို့ကုသိုလ်လဲမဟုတ်ပါဘူးအကုသိုလ်လည်းမဟုတ်ပါဒီတော့တရားထုတ်နေတဲ့အချိန်မှာဆရာတို့ရဲ့ရုပ်တွေဟာအာဘောအနေနဲ့လည်းဖောက်ပြန်မှုရှိမှာပါပဲရလားနော်တေဇောအနေနဲ့လည်းဖောက်ပြန်မှုရှိမှာပါပဲပထဝီအနေနဲ့ဖောက်ပြန်မှုလည်းရှိမှာပဲရလားကဲမြန်မာလိုပြောမယ်အဲ့ဒါဆိုရင်ဆရာတို့ပထဝီအနေနဲ့ဖောက်ပြန်ပြီဆိုလို့ရှိရင်ဘယ်လိုဖောက်ပြန်လဲမာခြင်းအပြင်လည်းဖောက်ပြန်နေပါတယ်ရလားနော်ခန္ဓာကိုယ်လေးကိုညံဆိုင်ကြည့်လိုက်လေအခုပဲဆရာတို့ခန္ဓာကိုယ်လေးကိုညံဆိုင်ကြည့်လိုက်ပါအခုတော့ဆရာလေးကဒီခွက်ကလေးကိုင်တော့ခွက်ကမာသဘောလေးကိုသိနေတယ်ဗါလဲမာသဘောလေးကိုသိုံတက်တက်ကလေးဆိုရင်ကုသိုလ်စိတ်လည်းမဟုတ်အကုသိုလ်စိတ်လည်းမဟုတ်ရလားရရင်နော်အဲ့ဒါဆိုအခုလည်းလားလို့ပဲယောဂီတွေထိုင်နေတဲ့အချိန်မှာကျမ်းအောက်မှာတင်ပါလေးနဲ့ထိနေတဲ့နေရာလေးမှာကျမ်းဘက်ကိုအာယုံပြုမိရင်မာတဲ့သဘောကိုတွေ့မှာပဲထိုင်ကုန်ဆိုလဲထိုင်ကုန်မှာမာတဲ့သဘောကိုတွေ့မှာပဲအော်ဒီဆရာတို့ခန္ဓာကိုယ်ဘက်ကိုလှည့်ကြည့်လိုက်တဲ့ဆိုအယိုးတွေကိုကြည့်မိရင်မာတဲ့သဘောကိုတွေ့မှာပဲရရင်နော်နောက်တစ်ခုအသားတွေကိုကြည့်မိတယ်ဆိုရင်ပျော်ပျော်ဖက်ဖက်သဘောမျိုးလေးတွေတွေ့မှာပါပဲရန်ခါကြရင်ခန္ဓာကိုယ်ကြီးအပေါ်ကနေဖိထားလို့အလေးဖြစ်နေတဲ့သဘောကြီးတွေ့တဲ့အခါမှာလဲလေးနေတဲ့ပထဝီဓာတ်ကိုမလုပ်နိုင်တာပါပဲလေတွေ့နိုင်တာပါပဲရလားပြောရင်တော့ဆရာတို့ရဲ့ပတ်ဝန်းကျင်မှာအရာအလုံးအခုဆိုဒီမှာဆရာတို့ရဲ့ဒီလက်နှစ်ခုထိထားတဲ့နေရာလေးမှာမာခြင်းအဖြစ်ဖောက်ပြန်နေတာကိုတွေ့ရတယ်ဗါလဲလေဒီဘက်ကိုကြည့်လိုက်ရင်မာခြင်းအဖြစ်ဖောက်ပြန်နေတယ်ဒီဘက်ကိုကြည့်လိုက်ရင်ကြော့ခြင်းအဖြစ်ဖောက်ပြန်နေတယ်ရလားပြောရင်တော့သူငါယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မဟုတ်ပါဘူးတဲ့ရလားဟောဒီအမာဓာတ်နဲ့ရရင်နော်ဒီကအပြောဓာတ်နဲ့နှစ်ခုပေါင်းစုံထားတာပါရုပ်ရုပ်ချင်းပေါင်းစုံတယ်ဗါလဲရုပ်ချင်းပေါင်းစုံနေတော့အခုဒီနားလေးဆိုရင်ဇလေးကဘလို့ရှုနေလို့ရလဲဆိုတော့ဟောဒီဇလေးရဲ့လက်ဆိုရဲကိုအကြည်တက်ကလေးမှာဗါလဲဒီနားလေးကဖို့တက်ပါရောဆိုရဲမာသဘောလေးကဘာလာလုံးနေလဲတိုက်မိနေတယ်ထိမိနေတယ်အဲဒီတိုက်မိနေထိမိနေတဲ့ဟောဒီနေရာလေးကိုဖတ်တာဗါလဲဟုတ်တယ်လေဒါလေးနဲ့ဥပမာပေးထားတယ်နော်ဒါလေးကဇလေးကကိုအကြည်ဆိုတော့ရလားဒါလေးကဘာလဲဖို့တက်ပါရောဖို့တက်ပါယတနံကာယဝိညာဏဓာတုယဖို့တက်ပါယတနံကာယဝိညာဏဓာတုယတံသမြုတ်တကာနိသဓမ္မနံအာရမဏပစ္စယေနာပစ္စယောအာယုံဟောဒီအာယုံရှိနေလို့တဲ့ဘာလဲလဲရလားဟောဒီအာယုံရှိနေလို့မို့စိတ်ကလေးတွေဘာလုပ်နေရလဲဖြစ်ပေါ်နေတာဒါကိုအာယုံတွေဖြင့်ကျေစုပြုတတ်သောတရားဘာလဲလဲရလားဒါဆိုရင်ဆရာတို့ဟာဒီအာယုံရုပ်ကလည်းဘယ်နှပါရှိနိုင်မလဲဆိုရင်လာပြီးတော့တိုက်တာမျက်စိပေါက်မှာအစင်းဆိုတဲ့အာယုံနားပေါက်မှာအတန်ဆိုတဲ့အာယုံဒါဆိုရင်ဟောဒီကြားထဲမှာဆရာတို့အာယုံလေးမြုပ်ထားတယ်ပေါ့ဆိုရဲတော့နားလဲလားမြုပ်ကွက်လေးတွေပေါ်နေရလေဟုတ်လားဒါလေးကအခန့်တက်ဘယ်နှပါလဲ6ပါမျက်စိအကြည့်နားကြည့်နှာကြည့်ရှားကြည့်ကိုယ်ကြည့်ဘဝင်းမနောအကြည့်ဟုတ်ပြီလာတိုက်ပြီလာတိုက်တော့ပါလေအစင်းအတန်အနက်အရသာတွေးထိစရာကြံတွေးစရာဓမ္မယုံတွေရောလာမတိုက်ဘူးလားတိုက်တယ်တဲ့အဲ့လိုတိုက်တာလေးကပါလေဖတ်တာရတာအဲ့လိုဖတ်တာလေးဖြစ်ပြီးဆိုရင်ဘာဒနာတက်တာလဲဟိုနားလေးမှာဒီလိုလေးကြည့်လိုက် feeling လေးတစ်ခုရှိတယ်ဗျဘာလဲလဲမာရာလေးကိုခံစားနေတဲ့သဘောလေးကိုဘာလို့ခေါ်လဲဝေဒနာရရင်နော်မာရာလေးကပထဝီဘာလဲလဲမာနေတယ်လို့ခံစားလိုက်တာလေးကဝေဒနာမာတယ်လို့သိလိုက်တာလေးကဝိညာဉ်ရရင်နော်မာတယ်လို့မှတ်ထားတာအရင်မှတ်သားထားတဲ့သဘောတွေပေါ်လာတာကတင်ညာ
မာသဘောလေးထက်ချီတလဲလဲဖြစ်နေတယ်ထင်ရလားအောင်တိမှုတွေထက်ကတလဲလဲရရင်နော်ခံစားမှုတွေထက်ကတလဲလဲထက်ချီတလဲလဲဖြစ်နေတယ်ရလားစိတ်ကလေးတွေလည်းအလားတူပဲထက်ကတလဲလဲမာတိမာရာကိုထိထားတဲ့အချိန်မှာထိတာတိတယ်ထိမန်းကိုတိနေတယ်ထိနေတဲ့၍တိနေတယ်ပေါ့နော်အဲ့ဒါဆိုရင်ဟောတွေကဖတ်တာရှိလို့ဘာရှိနေလဲဝေဒနာရှိနေတယ်ရရင်နော်ဖတ်တာရှိလို့ဝေဒနာရှိဟုတ်တယ်ဒီလိုလေးထိနေလို့တိနေတယ်မြန်မာလိုပြောရင်လေဟုတ်လားထိနေလို့တိနေထိမှုလည်းမရှိရင်တိမှုလည်းမရှိတော့ရလားနော်အဲဆိုတော့ဟိုင်းနမထိလိုက်တဲ့အချိန်လေးကိုဖမ်းပြီးတော့မှဖတ်တာပစ္စယဝေဒနာဟောလေဖတ်တာလေးမရှိတော့တဲ့အခါမှာဖတ်တာနိရောဓဝေဒနာနိရောဓရလားဒါလေးကိုဆက်ပြီးတော့ဉာဏ်လေးတွေတွင်းပြရမယ်ဘယ်လိုလဲသွားလာနေထိုင်လှုပ်ရှားနေတဲ့နေရာမှာဟောတာခုံကြီးပဲလို့သွားမသိနဲ့ဘယ်လိုလဲဆရာလေးတို့လာတိုက်တာကကိုကြီးမှာပဲလာတိုက်တာခုံကြီးလာတိုက်တာမဟုတ်ဘူးဘယ်လိုလဲရလားနားရောလဲမလဲအောင်လုပ်ရမှာပဲသိလားဘာလို့ဆိုတော့အဝိဇ္ဇာတွေဖဲပေးနေတာဘယ်လိုလဲမဟုတ်ရင်အဝိဇ္ဇာသိနေပဲနေကြတာဟုတ်နောက်တစ်ခုလဲအလားတူပေါ့ဆရာတို့ကအတန်တစ်ခုကြားတယ်ပေါ့နော်ဥပမာတဲ့ဆရာတို့က DOG တဲ့ဘာလဲ D ဆိုတဲ့တစ်လုံးရယ် O ဆိုတဲ့တစ်လုံး G ဆိုတဲ့ D O G ဆိုရင်ခွေးလို့မသိသေးဘူးတဲ့ DOG ဆိုရင်ခွေးလို့ DOG တော့ဆိုတဲ့ကမှာအော်ခွေးလို့ဟောဒီမှာခွေးပုံကြီးပါလို့ပေါ်လာတာရရင်နော်အဲ့ကျတော့မြန်မာလိုကျတော့တို့ကတခါတည်းရောသွားရောခွေးဆိုပေါ်ပြီးသားခွေးဆိုပေါ်ပြီးသားအတန်ကဒီမှာပြတ်နေပြီဒါပေမဲ့ဒီအတန်ပြတ်ကိုမဟုတ်ဘူးခွေးတမသိတာလူလဲအဲ့ဒီကြတော့တဲ့ဆရာလေးတို့ကဟောဒီမှာတို့ကနားကြည့်တဲ့မှာဘာလာတိုက်နေပြီအတန်တိုက်နေပြီနော်နားကြည့်တဲ့ကဘာလဲနားကြည့်တဲ့ကအတန်တိုက်တာလေးကိုဘယ်လိုပြောထားလဲပဋ္ဌာန်းပါလေတတယတနံသောတာဝိညာဏဓာတုယတံတံမြုတ်တကာနိသာဓမ္မနံအဲ့လိုမျိုးလေးလာတိုက်လိုက်တဲ့အချိန်မှာတဲ့ရလားသူနဲ့ရှင်တွဲဖြစ်ပေါ်နေတဲ့ဖဝေသင်္စေအေဇိမနာဤခုနဝတပ္ပစိတ်တိုင်းဖြစ်တွေမပေါ်လာဘူးလားအရင်ကရှင်းပြီးသားနော်ရှုပ်သွားမှာဆိုလို့အဲ့ဒါပြန်မရှင်းတော့ရရင်လားအဲ့ကျတော့ဖဝေသင်္စေအေဇိမနာဤခုနဝတွေကသူ့အကြောင်းနဲ့သူ့အကျိုးပေါ်လာတာရလားဒီစိတ်ကလေးဖြစ်ပေါ်လာတဲ့ဒီစိတ်နောက်ကရှင်တွဲဖြစ်ပေါ်တဲ့စေတသိက်တရားခုနှစ်ပါးတို့သည်ရလားရရင်နော်တပ်ပေမ sorry လေဗာလဲခုနပြန်တပ္ပစိတ်ဓာတ်တွေဘာလို့လာလဲပေါ်လာတယ်မနောဝိညာဏဓာတုယအဲ့လိုမျိုးဖြစ်တော့တီးပြီးတော့ပြတ်သွားရင်တော့ပြီးသွားပြီတဲ့အဲ့လိုမပြီးဘူးဆိုလို့ရှင်တော့မနောဝိညာဏဓာတုယမနောဝိညာဏဓာတ်စီကိုဘာလို့သွားတယ်လဲကူးသွားတယ်တဲ့အဲ့ဒီမှာစိတ်ကခုနလိုခွေးလို့ပုံဖော်ချလိုက်ပြီဗါလဲခွေးပုံကြီးပေါ်လာပြီဗါလဲသူကဒီမှာမရက်တာရလားအတန်မှာအတန်ပြတ်နေနဲ့မရက်ဘူးမရက်တဲ့အခါကျတော့ဆရာတို့ကဒီမှာမနောဓာတ်အား၎င်းဆိုရင်တော့တန်းပြတ်မှာဗျာတိယုံများတိမှုအာယုံကိုတိယုံများတိမှုမနောဓာတ်အား၎င်းဒါကြောင့်ပထမအပိုင်းမှာမနောဓာတုယဗါလဲဟုတ်တယ်အဲ့ဒီလိုမဟုတ်ဘူးတို့ကကြတော့မဟုတ်ဘူးမနောဝိညာဏဓာတုယဒီကိုရောက်သွားပြီတဲ့ရလားအဲ့ကျတော့ဓမ္မယုံရလားဘယ်ကိုရောက်သွားလဲဓမ္မယုံဆိုတာကဘာလဲလို့ပြောလို့ရှိရင်ဆရာတို့ကအစင်းအတန်နဲ့အရသာတွေးထိစရာမဟုတ်တဲ့ဒီအာယုံ၅ပါးကနေလွတ်တဲ့အခြားသောအာယုံရှိသမျှအားလုံးဒီဓမ္မယုံရလားဓမ္မယုံအဲကြတော့တပ်ပေဓမ္မကြတော့အလုံးစုံသောအာယုံ6ပါးပစ္စည်းတရားတို့သည်ရလားအာယုံစုစုပေါင်းဘယ်နှပါးဖြစ်သွားလဲ6ပါးဒီမှာမြုပ်ထားတာเนาะဂျာထဲမှာအာယုံရှိမှเนาะအာယုံတိုက်မှเนาะပထနာတက်မှလဲဆိုဒီကြားထဲမှာတို့ဘာလေးကြံနေလဲအာယုံလေးကြံနေရလို့နားလဲရမှာဗျရရင်နော်တပေဓမ္မာမနောဝိညာဏဓာတုယမနောဝိညာဏဓာတ်လို့ခေါ်တဲ့တန်နိရဏတန်ပြိဆိုင်ကစတာပေါ့လက်ခံတယ်ဟုတ်လားမလုပ်တော့ဘူးနော်ရှုံပါဆိုတော့လက်ခံတယ်စုံစမ်းတယ်ရလားဆုံးဖြတ်တယ်ရလားဓာတုအလုပ်မနောရဲ့အလုပ်ဘာလဲလဲမနောရဲ့လို့စိတ်ကိုအာယုံတစ်ခုပေါ်လာပြီဆိုတာနဲ့အဲ့ဒီအာယုံခွေးပုံကြီးပေါ်လာတာကဓမ္မယုံရလားငကိုတော့ဟောဒီမှာအတန်တိပြတ်နေတဲ့သွားရင်ခွေးပေါ်စရာအကြောင်းမရှိဘူးရလားနားကိုလာတိုက်တာခွေးမဟုတ်ဘူးအတန်ပဲလာတိုက်တာဘာလဲဒါပေမဲ့တို့ကခွေးပုံကြီးတန်းပေါ်လိုက်တာ
တိတ်မြန်တာပဲစိတ်တွေကရလားမမြန်ဘူးလားညံ့တယ်အဲ့ဒီကျတော့ဆရာတို့တဲမှာဘာကြီးပေါ်လာလဲဓမ္မယုံကြီးပေါ်လာမနာနဲ့ဘာနဲ့တိုက်လိုက်ပြီလဲဓမ္မနဲ့တိုက်လိုက်ပြီရလားအဲ့လိုတိုက်တော့တို့ကဒီတိုင်းမနေဘူးတဲ့ဒါပါလဲလို့ဒီအာယုံကိုပထမလက်ခံတယ်ဘာလဲဘာနဲ့တူလဲဆိုတော့တဲ့ဆရာတို့ဒီဟိုဖျားတွေဘာတွေသွားတဲ့အခါမှာတို့ဂောပကတွေကအပေါက်မှာစောင့်ပြီးတော့အလူလက်မခံဘူးလားပတ်စံရရင်အလူကိုလက်ခံပြီးသူကဒီတိုင်းမနေဘူးပတ်စံနေစစ်သေးတယ်နော်ရလားအဲဒါကြောင့်ဂောပကနဲ့တူတယ်နော်သိလားအာယုံကိုလက်ခံတယ်ဘယ်နဲ့ကြက်ရတာလဲလို့စုံစမ်းတယ်စိတ်ရဲ့အလုပ်ကလည်းအဲ့လိုပဲလာတဲ့အာယုံကိုလက်ခံတယ်လက်ခံပြီးရင် तू ကဘာလုပ်နေလဲစုံစမ်းနေတယ်စစ်ဆေးမှုတွေဘာလုပ်နေလဲပြုနေတယ်အဲ့ဒါပြီးမှအေးဒါဘလောက်ပဲလို့ဂောပကဆုံးဖြတ်ချက်ချလိုက်တယ်ရလားအဲ့ဒါဆိုတော့စိတ်ဂောပကကြီးဟာဟောဒီထဲမှာအလုပ်တွေရှုပ်သွားတယ်ရလားခိုင်တော့အဲ့မှာတို့သေကာနီးရင်တတ်မှာကအဲ့ဒီဂောပကကြီးတတ်မှာဗျနော်ဘယ်လိုလဲဆိုတော့ဥပမာဆရာသေကာနီးနေပြီဘေးကနေပြီးတော့ခုနလိုခွေးအော်တန်ကြားဝုတ်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 ဆိုရင်အဲ့ဒီဝုတ်တစ်လုံးနဲ့ဝုတ်တစ်လုံးရဲ့ကြားထဲမှာဟာပြက်သွားတဲ့နေရာလေးကိုထောက်ပြီးထားမယ်ဆိုရင်အတန်တိပြက်အနေနဲ့ပြီးသွားပြီဘာလဲဒါပေမဲ့အဲ့လိုမလုပ်ဘူးတဲ့ယောဂီတွေကရလာနော်အဲ့လိုမလုပ်ဘဲနဲ့ဘာလုပ်လိုက်လဲဆိုတော့ဒါခွေးပဲလို့ဘာလုပ်လိုက်တာလဲခွေးပုံကြီးဒီမှာပေါ်လာတာရလားသူတို့ပုံဖော်တာတိတ်ကျွမ်းတာနော်ပုံဖော်တာဥပမာပေါ့ဆရာတို့ကအတန်တစ်ခုကိုကြားတဲ့အခါမှာဆရာလေးတော့ကအဲ့ဒါရှူတော့ကြတော့ဆရာလေးကရှင်းမှာဖះသာရွနေနဲ့အဲ့မှာနောက်ကဒေါ်ရက်တာကိုဆရာလေးကမိုက်ပေးလိုက်တာပေါ့အဲ့တော့မိုက်ပြီးတော့မယတာကရှုတဲ့အချိန်မှာဆရာလေးရှင်းမှာဖြစ်တဲ့စိတ်ကမယတာအတန်လေးကကောင်းလိုက်တာတဲ့ဘာလဲအေးမျက်လုံးကြီးမိတ်ထားတာနော်မယတာလာတိုက်တာလားမယတာပါလားမပါဘူးဗျာတို့ကပါကိုပါနေတာပုတ်ကိုလှုပ်ပလိုက်တာတတဝါလှုပ်ပလိုက်တာဟဲ့လေအမြဲတမ်းလှုပ်တာနော်တတဝါရလားဟာမျက်လုံးလေးမိတ်ပြီးတော့မှအဲ့ဒီမှာခုနကတော့တတဝါလှုပ်လိုက်ပြီးပုတ်ကိုလှုပ်လိုက်ပြီးဆိုတာနဲ့တို့ကကောင်းတာတွေဆိုးတာတွေဟုတ်တယ်လေဂောပကလက်ထဲရောက်သွားပြီလေဟဲ့တော့ဆိုတော့ဂောပကကလက်ခံမယ်စစ်ဆေးတော့မယ်ဟုတ်လားစုံစမ်းတော့မယ်ပြီးရင်ဆုံးဖြတ်ချက်တွေဘာလုပ်တော့မယ်ချတော့မယ်အဲ့ဒါမှမာယတအတန်ကကောင်းတယ်လို့ဆုံးဖြတ်ချက်မာယတမရှိပဲနဲ့လေဟဲ့လေမာယတမရှိဘူးနားကြည့်မှာဘာတွေလာပြီးတိုက်ပြီးပြက်နေရလိုက်ရမှာလေအတန်လေးတွေတိုက်ပြီးတော့ပြက်နေတာပဲလို့အတန်ရဲ့ကြားထဲမှာဟာပြက်သွားတဲ့နေရာကိုထောက်ပြီးတော့မှတတိဉာဏ်ကိုကတ်ပြီးတော့လိုက်ရင်အဝိဇ္ဇာသေးနေတယ်မဟုတ်ဘူးတို့ကစိတ်ထဲမှာမာယတလုတ်ပလိုက်တာအတန်ကရုပ်တက်မဟုတ်ဘဲနဲ့မာယတလုတ်ပလိုက်ပြီဆိုတော့ဟာဒီမနောဆိုတဲ့ဓမ္မယုံကြီးမှာဘာပုံကြီးပေါ်လာလဲအေးမနာနဲ့ဓမ္မနဲ့ဘာလုပ်သွားပြီလဲတိုက်သွားပြီအဲ့မှာတိုက်သွားတဲ့အချိန်မှာမာယတတိုက်တော့ဒီတိုင်းမနေဘူးဗျာစိတ်ကသူ့လုပ်ငန်းဆောင်တာတွေအားလုံးကိုဘာလုပ်တာလဲလုတ်တော့ဒီမှာဂောပကကြီးကဒီအတန်ကိုလက်ခံတယ်ဒီမာယတယုံနဲ့တွဲပြီးတော့ဘာလုပ်လဲလက်ခံတယ်လားလက်ခံပြီးရင်စုံစမ်းမှုတွေပြုတယ်ပြုပြီးသွားရင်မာယတအတန်ကောင်းတယ်လို့အဖြေပါလုပ်ပေးလိုက်လေထုတ်ပေးလိုက်တယ်အဲ့တော့တဏှာကြီးကလဲပြီးဟေးမာယတအတန်ကောင်းတယ်ရှာလားတကယ်တော့မာယတလာတိုက်တာလားမတိုက်ဘူးအတန်ယုံတသက်အနေနဲ့ဖြစ်ပြီးတော့ပြက်ရငါမပြက်ဘူးအမြဲတမ်းပုံကိုကြီးလှုပ်ထားတာဟဲ့လေမဟုတ်ဘူးလားအမြဲတမ်းလှုပ်တာဗျာတခါလဲလှုပ်တာမဟုတ်ဘူးသိလားအမြဲတမ်းအတန်တခုကြားရင်ပုံကြီးတွေပေါ်နေဒီမှာအဲ့ဒါမှတေကာနီးစိတ်ကြရင်လည်းအဲ့လိုပဲတင်ခွေးရဟောင်းမှာတို့ကခွေးအကောင်လုတ်ပြင်မှာဒီမှာအကောင်လုတ်ပြင်မှာနော်ဟဲ့လေအကောင်လုတ်ပြင်တော့ခွေးပေါ်လာပြီအဲ့မှာခွေးကိုကြိုက်တယ်မကြိုက်ဘူးတွေခောဘကအလုတ်ရှုပ်ပြီးရလားအဲ့ဒီဂောဘကဘာလဲလို့ပြောလို့ရှိရင်မနောတက်လေရလားဟာတော့အာယုံကိုသိအောင်များသိမှုမနောတက်မဟုတ်တော့ဘူးဗျာမနောဝိညာဏဓာတုယာတန်တမ်းမယုတ်တကနိသဓမ္မနဲ့အဲ့ဒါကြတော့မနောတက်နဲ့ရှင်တွဲပြီးဖြစ်ပေါ်နေတဲ့ရလားခုနဂောဘကရဲ့အလုပ်တွေဖြစ်တဲ့တန်တိဆိုင်တန်ဒီရဏဝုတ်တော်ဇောတွေတက်နေပြီဘာတွေတက်နေပြီလဲကောင်းတယ်ဆိုတော့ကောင်းစောတွေချိန်မှန်များစွာလုံနေပြီတဏှာစပြီးတော့လဲလိုက်တာကတဲ့အဲ့ဒီမှာမာယတအတန်ကိုကြိုက်တယ်ကနေပြီးတော့ဟိုမှာဘဝတွေထုတ်ပြီးတော့ခုနလည်းလားလို့ပဲခွေးမှတန်းပြီးတော့အပြတ်မရှိနိုင်ဘူးရလားခွေးပုံကြီးပါတော့လိုက်တယ်ဖော်လိုက်တော့ဘောဘကဟောဒီဂျာထဲမှာအလုပ်တွေတော်တော်ရှုပ်သွားတယ်ရလားတော်တော်ရှုပ်တော့ထုတ်ပေးလိုက်ပြီဒီခွေးကိုကောင်းလာလားမကောင်းလာလားခွေးပဲသိနေပြီခွေးအသိနဲ့စကြတဲ့ကအဝိဇ္ဇာဘာလဲ
ပုဂ္ဂိုလ်လုံးပလိုက်ပြီတတ္တဝါလုံးပလိုက်ပြီမရှိတာကိုအရှိလောက်ထားပြီဘာလဲလဲတကယ်ရှိနေတာကတကယ်ဖြစ်ပြီးတကယ်ပြတ်နေတဲ့အတန်အာယုံရရင်တော့နားရင်မှာကပ်ပြီးတော့ရှုနေရမှာဘာလဲနားရင်မှာကပ်ပြီးတော့အတန်လေးတွေပြတ်နေရမယ်အစားအကောင်လုံးပလိုက်ပြီရလားတို့အကောင်လုံးပလိုက်ပြီဆိုတော့ကောပကအလုံးရှုပ်သွားပြီနော်ရလားအလုံးရှုပ်သွားတော့အဒီမှာဆိုတော့မနောဝိညာဏဓာတုယအဲ့ဒီမနောဘက်ကိုရောက်သွားပြီလိုက်ရမှာနော်မိအောင်မလုပ်ရမှာတော့လိုက်ရမှာအဲ့ချိန်မှာဟာပုံဖော်နေပြီရလားဒီမှာပုံပေါ်နေပြီဒီပုံရိပ်တွေကငကိုရှိမနေတယ်ပုံရိပ်တွေတို့ဘာတို့ဖန်တီးထားတဲ့ပါတယ်လေပုံရိပ်တွေပဲလို့အဲ့ဒီမှာအဲ့ဒီအရိပ်တွေကိုအပြတ်ရှုရမှာဟဲ့လေအဲ့ဒီအရိပ်ကိုအပြတ်မရှုနိုင်ဘူးဆိုရင်အဲ့ဒီအရိပ်ကိုအကောင်ထင်ပြီးတော့ဗါလဲရလားတကယ်ရှိမနေတဲ့ခွေးကိုအရှိယူပြီးတော့ခွေးပုံကြီးပေါ်ပြီးအဲ့ဒီခွေးကိုတကယ်ခွေးထင်သွားပြီးတော့အာယုံခွေးကိုတကယ်ခွေးထင်သွားပြီးတော့ဗါလဲအဲ့ဒီမှာကြောက်တဲ့ကြရောခွေးကြီးကိုမြင်နေဆိုတဲ့အသည့်နဲ့ခွေးကြီးကိုဆွဲလန်းပြီးတဲ့အခါကျတော့အဲ့ဒီမှာထက်ကနေဆိုခွေးမန်းသိနေတဲ့အသည့်နဲ့ဝိဇ္ဇာတိနဲ့ပေါင်းပြီးတဲ့အခါကျတော့ထက်ဆိုခွေးဇာတိရသွားရောဟဲ့လေအေးရတေဂာနီးမှာပေါ်လာတဲ့အပေါက်ကိုဖမ်းမထိန်နိုင်လို့ရှိရင်သွားရမှာရလားအဲ့ဒါကြောင့်အဲ့ဒီဂောဘကဒုက္ခပေးလို့တန်တရားလဲခဲ့တာလေညားခဲ့ပါပြီရရင်နော်အဲ့ဒါဆိုတို့ကအာယုံမှာတပိဓမ္မမနောဝိညာဏဓာတုယအဲ့မနောတက်ကိုထောက်ပြီးတော့ရှုရမှာဗါလဲရလားနော်ဟာဒီမှာအရှိတ်တွေပေါ်နေပြီဒီမှာဗါလဲအရှိတ်တွေပေါ်နေတကယ်လဲရှိမနေပဲနဲ့ရလားတကယ်ရှိသလိုကြီးဗါတွေလုပ်နေရလဲပုံနေဖော်နေတာရလားအဲ့ဒါအရိတ်ကိုဘာလို့ထင်တာလဲအကောင်လို့ထင်တာရလားအဲ့ဒါကိုပဲဆရာတို့ကဘာသစ္စာလို့ခေါ်တာလဲရလားသမုဒယသစ္စာဆိုတာဆရာတို့ကဖြစ်ပြီးပြတ်နေတဲ့ဓမ္မတဘာဝကိုဓမ္မတဘာဝလို့မထားနိုင်ပဲနဲ့အကောင်တွေလှုပ်လှုပ်ပြတ်တာဘာလဲလဲနားလေလားရရင်နော်ယုံနဲ့ဓမ္မသင်္ခါရဖြစ်ပြီးပြတ်နေတယ်လို့အမှန်မသိမှုကအဝိဇ္ဇာအမှန်မသိတော့အကောင်ကြီးပဲလို့လုပ်လိုက်တဲ့ခါကျတော့အကောင်ကြီးကိုမရှိနေတဲ့အကောင်ကြီးကိုရှိထင်ပြီးတော့ညှိတွယ်ပြီးတာကတဏှာအဲ့ဒီအကောင်ကြီးနဲ့ပတ်သက်ပြီးတော့ပဲဆက်ဆက်ပြီးတော့စိတ်တွေဆက်ခါဆက်ခါဖြစ်နေတာရက်တက်လို့မရတဲ့ခါမှာတို့မကောင်းတဲ့ဇာတိတွေကိုမလုပ်ရရောသွားရရောမတန်ဘူးပေါ့ရလားဒီအပေါက်ကိုမရှုနိုင်တာနဲ့ဟဲ့လေရလားရရင်တော့ဒီပေါက်ကိုမရှုနိုင်တာနဲ့ပဲတန်တရားဘာလို့ရတာလဲလဲရတာတဲ့အဲ့ဒါကြောင့်မလို့မနောဝိညာဏဓာတ်နှင့်ရှင်ကုန်သောတံပိဆိုင်ဟုဆိုအပ်တော်ရလားတံပိဆိုင်ကစပြီးဘာလို့တော့တာလဲလဲတော့တာလေရလားတံပိဆိုင်တန်ဒီရဏဝုထောဇော9ကြိမ်တရားယုံ2ကြိမ်ဆိုဒိန်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 ဆိုပဲတိရောက်သွားတယ်ဇာတိတွေထုတ်တော့တာဟေးအဲ့ဒီမှာနောက်ဆုံးစိတ်စုတိစိတ်ကျသွားပြီဆိုတဲ့အချိန်ကျလို့ခွေးမန်းအတိနဲ့သေခွေးပြန်ဖြစ်မှန်တယ်ထိကြောက်စရာကောင်းတာဒကာကြီးတယောက်အဲ့လိုနဲ့ကြက်ဖြစ်သွားလေတေဂာနီးမှာဘေးကကြက်တန်ကြားလိုက်တာကြက်တန်ကိုတိုက်ပြက်မရှုနိုင်ဘူးလေရလားကြက်ပဲလို့ဘာလို့ရလဲပုံဖော်လိုက်တာပုံဖော်လိုက်တော့အဲ့ဒါကြက်ပဲကြက်တိနဲ့သေးရလားရလားဒါကြက်ပဲကြက်တန်ဥပါဒိုင်းနဲ့စုပ်ရလားကြက်ပဲဆိုပြီးတော့ဗာလဲစေတနာတွေထက်ခါတလဲလဲဖြစ်ဟာဘာရဒုက္ခခန္ဓာကြီးထက်ရကြက်ကြီးဖြစ်သွားရောရလားဟိုတခါဆရာလေးပြောပြတယ်လေဝမ်းမလေးတိုးမယ်လေအဲ့လိုဖြစ်သွားတာမဟုတ်ဘူးလားတိုးမယ်ရဲ့ဘဝတစ်လျှောက်လုံးပြိုးထောင်ခဲ့တဲ့ဥစ္စာကသူတို့အိမ်ကဝက်မွေးတဲ့ခါကျတော့သူ့ရဲ့အမြင်အာရုံမှာမျက်စိထဲမှာလဲဝက်ပဲမြင်တာဟဲ့လေသူ့ဘဝတစ်လျှောက်လုံးအကောင်ပဲမြင်တာဗါဟဲ့လေရုံတယ်လို့မမြင်ဘူးရုံတယ်လို့လည်းမရှုခဲ့ဘူးရလားတေဂာနီးတဲ့အခါကျတော့ဝက်အော်ဒန်နေကြားရတယ်ဝက်ရလားအဲကျတော့မျက်စိအကြည့်မှာလဲဝက်ကိုပုံဖော်ထားပြီးရလားအနားအကြည့်မှာလဲဗာလဲဝက်ကိုကြားနေရပြီအဲကျတော့မနှောမှာဘာပုံပဲပေါ်လာမယ်ထင်လဲဝက်ပုံပဲပေါ်လာမယ်ရလားအဲ့ဒါတေဂာနီးတဲ့အခါကျတော့မှအမျိုးသမီးယောဂနဲ့တေဂာနီးတဲ့အခါကျတော့ဝက်ကိုပဲပြန်မြင်တာလေဟဲ့လေဝက်ကဖြစ်ပြီးပြတဲ့ဓမ္မပဲလို့လည်းမရှုနိုင်ဘူးရလားဟောဓမ္မယုံဓမ္မရိပ်တွေပေါ်နေတာလို့လည်းဝိဇ္ဇာဉာဏ်လင်းနဲ့ဖြိုမချနိုင်ဘူးရလားအဲဆိုတော့ဝက်အတိနဲ့ပဲမလုပ်တာလေဝက်ပဲဆိုပြီးမှရလားဒီဝက်တန်နေလည်းပဲတစ်ချိန်လုံးရင်းနေတော့ဝက်ကိုဆွဲနေဟဲ့လေရလားအဲကျတော့ဥပါဒနာပစ္စယဘဝလေဒါလည်းတော့ဝက်ဘဝကြီးဘာလုပ်ပလိုက်တာလဲထုတ်ပလိုက်တာလေမဟုတ်ဘူးလားအဲ့မှာဆန်လေးရဲ့ဒုတိယရဲစာအောင်မှာဝက်မလေးတိုးမယ်အပိုင်း1နဲ့ရေးမထားဘူးလားအဲ့ဒါသွားရောဘာလဲဘဝတစ်ခုနစ်နာရောဘယ်လိုလဲဘယ်ပေါက်ကိုမရှုနိုင်လို့လဲလို့ပြောလို့ရှိရင်မနောဝိညာဏတနှင့်ရှင်ကုန်သောတံပိဆိုင်ဟုဆိုအပ်တော်ရလားတံပိဆိုင်နဲ့လက်ခံနဲ့စုံစမ်းနဲ့ဆုံးဖြတ်တယ်ဆိုတဲ့သဘောတွေကိုနားမလဲလို့စိတ်ရဲ့ process ကိုနားမလဲလို့ဘယ်လိုလဲ
စိတ်ရဲ့ process ကိုသာနားလည်ရင်ဒါတဘာဝဓမ္မပဲလို့အပေါ်စီကနေအေးအေးလေးကြည့်နိုင်တယ်ဆိုလို့ရှိရင်အဝိဇ္ဇာသိနေတယ်ဗါတယ်လေအဝိဇ္ဇာသိနေတယ်အကောင်လုံးမပြတ်ဘူးဆိုရင်အဝိဇ္ဇာသိနေရင်တဏှာဖြစ်เสียမရှိဘူးဥပါဒံလည်းချုပ်နေတယ်ဆိုရင်အတွဲလိုက်ပြုတ်နေတဲ့အတွက်ကိလေသာဝေသိနေတယ်ဒီတော့ဖြစ်ပေါ်လာတဲ့စိတ်ဟာတိပြက်ကလေးနဲ့တိုက်ပြက်ကလေးနဲ့ပဲဆိုပြီးတော့သွားမှာပေါ့ရလားဒီတော့ကံတွေပြုလုပ်နေပေမဲ့လည်းအဲ့ဒီကံကအဝိဇ္ဇာတဏှာဥပါဒံမပါတဲ့ကိလေသာသိနေတဲ့ကံဖြစ်နေတယ်ဗါတယ်လေရှားလာကိလေသာဖြစ်တဲ့ကံဒီတာဘဝကိုထုတ်တာကိလေသာမဖြစ်တဲ့ကံဒီဘဝကိုမထုတ်ဘူးရလားရှားလားဆိုတော့တို့လဲတာနော်အမြဲတမ်းမလုပ်တာလဲလဲနေတာရလားဒါကြောင့်မလို့ဆရာတို့အလဲဥတိုင်းကြီးမှာပါတယ်လေဝိဇ္ဇာနဲ့တဏှာအဲ့ဒါမူလအကြောင်းရင်းပဲတဲ့ဘာလဲဒါကြောင့်မလို့မူလနဲ့ဖြာဆိုသည်မှာအဝိဇ္ဇာနှင့်တဏှာကိုခေါ်ပါသည်မူလနဲ့ဖြာဆိုသည်မှာအဝိဇ္ဇာနှင့်တဏှာကိုဆိုပါသည်သစ္စာနှစ်ခုဆိုသည်မှာသမုဒယသစ္စာဒုက္ခသစ္စာကိုဆိုပါသည်လေးခုအလွာဆိုသည်မှာအတိတ်အကြောင်းတလွာပစ္စုပန်အကျိုးတလွာပစ္စုပန်အကြောင်းတလွာအနာဂတ်အကျိုးတလွာအင်္ဂါ12ပါးဆိုသည်မှာအဝိဇ္ဇာသင်္ခါရဝိညာဏယောတလယတနာဖတ်တာဝေဒနာတဏှာဥပါဒံကမ္မဘဝဘယ်နှခုရှိလဲ1 2 3 4 5 6 9 10 11 12 12အပူလိုက်ကလေးကိုတိတ်ယူလိုက်တာနော်ရလားဇာတိဇရမရဏကိုခေါ်ပါသည်တရကိုများနှင့်ဆိုတာကတော့ဒါကဘာမှမဟုတ်ဘူးနော်ဆိုကောင်းထားတာရလားနော်သုံးပါးအဆက်ဆိုသည်မှာဟောဒီမှာကြည့်လိုက်တဲ့ဘဝဆက်ပေးတာဗါလဲဒီမှာတော့တို့သင်္ခါရကံအတိတ်တုန်းကလုပ်ခဲ့တဲ့ကံကြောင့်မွေးဖွားလာတဲ့အဆက်ကလေးကတခုရလားယခုပေါ်ပေါက်နေတဲ့ဝေဒနာတွေကိုတဏှာတက်တိုင်းမှာဟိုဘက်ဒီဘက်ဆက်သွားတာလေးကတခုဘုံဘဝတခုကံတွေပြုလုပ်ပြီးဆိုတာနဲ့ဇာတိဖြစ်အောင်ထုတ်ပေးနေတဲ့အဆက်ကလေးကတခုရလားအဆက်ဘယ်နှခုလဲ3ခုမူလ2ရက်မူလဆိုတာဒါဝဲပြန်ပြောတာပါနော်2ရက်မူလဆိုသည်မှာအဝိဇ္ဇာနှင့်တဏှာကိုခေါ်ပါသည်ဝိ3ဝါဆိုသည်မှာကိလေသာဝိကမ္မဝိဝိပါကဝိဆိုတော့ကဲကိလေသာဝိကဘာတွေလဲလို့ပြန်ချက်ရင်အဝိဇ္ဇာတဏှာဥပါဒံကမ္မဝိဆိုသည်မှာသင်္ခါရကမ္မဘဝဝိပါကဝေဆိုသည်မှာဝိညာဏယောသလယတနာဖတ်တာဝေဒနာဇာတိဇရမရဏကိုခေါ်ပါသည်1 2 3 4 5 6 8ဒီတခါကြတော့ရလားအဲ့ဒါကိုဝိပါကဆိုတာအကျိုးတရားဝိပတ်ဆိုတာဗာလဲအကြောင်းလှုပ်လို့အကျိုးရတာပေါ့ဗျာနော်ကိလေသာဝိကိုအကြောင်းခံပြီးတော့ကံတွေလှုပ်တယ်ဆိုရင်ကိလေသာဝိကအကြောင်းကံကအကျိုးဟောဒီကံတွေလှုပ်လို့ဘဝကြီးရနေတယ်ဆိုတဲ့ခါကျတော့ကံဒီအကြောင်းဘဝရနေတဲ့ဝိပါကဝိတိအကျိုးရလားရရင်နော်အဲ့ဒါကိုထပ်ပြီးတော့မှပတ်ပြမယ်ဖဲတော့ဘယ်လိုဒီမှာနော်ဝိပါကဝိဘယ်နှပါလဲ10ပါအဲ့ဒီမှာဒီလိုလေးပတ်ရအောင်နော်အတိတ်တုန်းကတို့ကဝိနဲ့ပဲပတ်ရအောင်နော်အတိတ်တုန်းကတို့ကမသိမှုအဝိဇ္ဇာနဲ့ရရင်နော်ညီးတွယ်မှုတဏှာနဲ့ဆွဲလန်းမှုဥပါဒဏ်တွေပေါင်းပြီးတဲ့ခါကျတော့မှထိုဘုံဘဝရကြောင်းကံတွေကိုမလုပ်ခဲ့ကြလဲပြုလုပ်ခဲ့ကြတဲ့အရင်တုန်းကလုပ်ခဲ့တဲ့ကံရဲ့ဒီဘဝလုပ်ခဲ့တဲ့ကံတွေရဲ့ပေါင်းဆက်သွားတယ်ရလားအရင်တုန်းကမကောင်းတာတွေလုပ်တဲ့လူကဒီဘဝလည်းမကောင်းတာပဲလုပ်ချင်တယ်ရရင်နော်အရင်ဘဝတော့တရားမနာခဲ့ဘူးတဲ့ပုဂ္ဂိုလ်ကဒီဘဝလည်းတရားမနာခြင်းဘူးရလားအရင်ဘဝကသူများတက်ကိုတက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ကဒီဘဝမှာတက်ကိုတက်ချင်နေတယ်အရင်ဘဝတော့ကလည်းမိဘဆရာသမားတွေကိုစော်ကားမော်ကားလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကဒီဘဝလည်းစော်ကားခြင်းနေတယ်ရလားဟာဒီသင်္ခါရနဲ့ဒီသင်္ခါရနဲ့ချိန်နေရနော်ရလားနားလေလားအဲ့ဒါကိုတို့ကဖောင်းမထွက်ဘူးဆိုရင်တော့အဲ့ဒါယခင်မကောင်းလို့ယခုမကောင်းပါသည်ယခုမကောင်းလျင်နောက်မကောင်းပါလိမ့်မည်ရလားယခင်မကောင်းလို့ယခုမကောင်းခဲ့ရင်နောက်ယခုကောင်းလျင်နောက်ကောင်းပါလိမ့်မည်
ရလားအရင်တုန်းကခိုးတတ်တဲ့ပုဂ္ဂိုလ်ကဗါလဲလေရလားဒီဘဝမှာလည်းစီးရဲနေတယ်ဗါလဲအရင်ဘဝကခိုးခဲ့လို့ဒီဘဝမွဲပါသည်ရလားဒီဘဝမွဲလို့ထက်ခိုးပါသည်မွဲလို့ခိုးတယ်ခိုးလို့မွဲတယ်မကောင်းလားသူလောက်တာပဲသူလောက်တာပဲဘယ်တော့မှလူဘဝတောက်ပြောင်မလာတော့ဗါလဲလေနောက်ထပ်လည်းထပ်ပြီးတော့ခိုးပါဝခိုးခြင်းပါမလေးခိုးတာကိုကြိုက်တယ်ခိုးခြင်းနေပါတယ်ခိုးတာကိုဆွဲလန်းသွားတယ်ခိုးပဲခိုးခြင်းနေတယ်လုံးမစားကြတော့ခိုးပဲစားကြတော့ဟာမကောင်းဘူးလားဒါဘာလို့လဲလို့ပြောရင်အရင်တော့ကခိုးလို့အရင်ခိုးတော့အခုမွဲတော့ထပ်ခိုးခြင်းရလားထပ်ခိုးနောက်ဘွားလည်းမွဲဒီစကယ်ကြီးပဲဘာလို့နေမှာတော့လဲနေမှာပဲရလားအဲ့လိုပဲတဲ့အရင်ဘွားသူများတက်ကိုတက်ရလားအရင်ဘွားသူများတက်ကိုတက်တာကြီးကိုကြိုက်ရလားတက်တာကြီးကိုပဲဆွဲလဲထက်ကြီးတယ်လည်းပဲမလုပ်ချင်းတက်ချင်ရလားသူများတက်ကိုမတရားတက်တော့ဒီဘွားအသက်တူလိမ့်မယ်ဗါလဲနားလေလားအဲ့ကြတော့ကိုယ့်ရဲ့မိုက်ကျင့်တွေကိုစွန့်မာရမှာဘယ်လိုလဲအရင်တော့ကလိန်ကယ်ဘူးလို့တဲ့အခုသွားရလဲမကြီးမညာတဲ့ရှားလားအရင်လဲလိန်တာအခုလဲလိန်ကောင်းနေတာတစ်ချိန်လုံးဗဇက်ကြီးထွက်သမျှအလိန်ကြီးပဲဘာလဲတော့ဗဇက်ကြီးထွက်သမျှလိန်နာကြီးကိုအာစိန်နကန်းကိုလှုပ်နေတာလိန်နာကြီးကိုပြောတယ်လိန်နာကြီးကိုကြိုက်တယ်ရလားလိန်နာကြီးကိုဆွဲလန်းတယ်လိန်ပဲလိန်ကျင်တယ်ဘာလဲတော့လိန်ပါကလည်းတစ်ချိန်လုံးဝါခဲ့ပြီအတိတ်ကလည်းလိန်ဘူးတာပဲဟဲ့လေဟုတ်တယ်အဲ့ဒါဆိုတော့ဗဇက်ကြီးကလည်းကြည့်လိုက်ရင်သွားကြီးကလည်းကျဲရုပ်ကြီးကလည်းစိုးပြီးပြီလိန်ပါကဝါလိန်ကျင်းကပါဆက်ပြီးတော့ပဲလိန်ကျင်းထမင်းစားရတောက်လိန်တာဘယ်လိုလဲနားရောလေလားကြောက်စရာကြီးတော့ညီတို့ဒါကြီးကိုလုံးကိုလဲပေါ့ညီတို့ဒီဘွားမှာလည်းမိုက်ပစ်တွေကတင့်နေပါပြီဆိုမှနောက်ထပ်လည်းမိုက်ကျွေးတွေကထက်တင်အရင်ကျွေးကလည်းမကြေဒီဘွားလည်းအကျွေးတွေကထူသွားကြတို့ကတော့ဒီတဘွားပဲသင်ပေးနိုင်မှာပြီးကိုလန်းကိုရှောက်ကြပြီတော့သိလားနော်ရလားနားရောလေလားအရင်တော့ကလည်းတောက်တယ်ဗါလဲဒါအရင်ဘွားတော်ကလည်းတောက်တယ်ပေါ့ရှေ့တော်ကလည်းတောက်တယ်ပေါ့ဟုတ်လားပရိစ္ဆသမုပ္ပါဒ်တဘောထင်ရှားခြင်းအရင်ဘွားလိုလည်းယူရတယ်ပြစ္ဆုတ်ပံမှာလည်းရှေ့မှာလောက်တာတွေအားလုံးကိုအတိတ်လို့ယူရတယ်ဒါဆိုမနေ့တုန်းကတောက်တာကလည်းအတိတ်ပေါ့ဟိုတနေ့ကတောက်ထတာလည်းဟိုအတိတ်ဘွားတော်ကတောက်ခဲ့တာလည်းအတိတ်ဘွားကတောက်ခဲ့လို့ရလားအခုကလည်းတောက်ကျင်ပါနေတယ်ဟုတ်လားတောက်သားတွေဝါနေတယ်ဟုတ်လားအဲ့တော့ထက်ကတလေးလေးပဲမလုပ်နေခြင်းလဲတောက်ချင်နေတယ်တောက်တာလေးကိုကြိုက်တယ်တောက်တာလေးကိုတွေ့တာတယ်ရလားတောက်ပဲတောက်ချင်တယ်မနေ့ကလည်းတောက်တာကြိုက်တယ်ဒီနေ့လည်းထပ်ပြီးတော့တောက်ချင်တယ်ရလားတောက်လေနော်အရင်ဘဝကတောက်ခဲ့လို့တဲ့အခုဘဝကြတော့ညံထိုင်းတယ်တဲ့သစ္စာလေးပါးတွေကိုပြန်မသိသေးဘူးထွေထိုင်းမှိုင်းနေရပဲရလားတရားတွေနာလို့ရှိရင်တဏှာကြီးလုံးပြည့်အောင်မနာနိုင်ဘူးတဲ့စိတ်ကဘယ်ရောက်သွားမှမသိဘူးတဲ့ရလားတဏှာကြီးလုံးစိတ်ကိုစိုက်ထားပြီမဲ့တော့တရားမှမရှိဘူးတဲ့အဝိဇ္ဇာမောဟနဲ့မျောနေတာပဲရလားအရင်ကတောက်ခဲ့လို့အခုညံထိုင်းရပါတယ်ရလားရလားအခုညံထိုင်းရင်ထိုင်းထပ်ပြီးတော့ကြိုက်ပါတယ်တောက်အောင်မယ်ရလားတောက်ပဲတောက်ချင်တယ်ရလားတောက်အောင်မယ်နောက်ဘဝလည်းဇာတိရလာတဲ့ခါမှာတဲ့ညံထိုင်းပါလိမ့်မယ်ချလားညံကလည်းထိုင်းတယ်မေးရလည်းမေးလွယ်တယ်ဘယ်နာထားခဲ့မလဲမသိဘူးအဲ့ဒါအရင်ဘဝကအယက်သမားတွေပါဗါလဲတော့တရားနာလို့ရှင်တဏှာကြီးလုံးစိတ်ကတရားမှမရှိဘူးငါရင်လည်းငါရတွေးရင်လည်းတွေးမိန်မောငေးငိုင်းတွေးဝေးရလားစိတ်ကြီးကကုသိုလ်တရားတွေလုပ်ရင်လေးလံထိုင်းမိုင်းအရင်ဘဝကအယက်သမားတွေဖြစ်ပါတယ်ဗါလဲတော့ကောင်းလားယခင်မကောင်းလို့ယခုမကောင်းပါသည်ယခုမကောင်းလည်းရင်နောင်မကောင်းပါလိမ့်မည်
ရလားယခင်မကောင်းလို့ယခုမကောင်းပါသည်ယခုကောင်းလိုက်လျင်နောင်ကောင်းပါလိမ့်မည်ရလားအေးဆက်ပြီးတော့တောင်းမယ်မကောင်းခြင်းနဲ့မကောင်းနဲ့ပေါ့ကောင်းခြင်းနဲ့ကောင်းပေါ့ကိုလောက်တာပဲနော်ပြီးရင်ကိုရတာကိုယူပြီးတော့ကိုအိုးကိုအိမ်ပြန်ကြပေါ့ကိုအိုးကိုအိမ်ကပြန်มาတော့အပယ်လေးပုံကတက်လာတာပဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့ခုနကတော့၅ပါးသီလကိုခါဝဲပစိုးလို့မမြဲခြင်းနဲ့အသားကျနေပြီရလားဒီတော့ဒီဘဝမှာလည်း၅ပါးသီလကိုအတွက်ရမ်းပင်ပန်းနေတယ်စောင့်ရတာတော်တော်ခက်ခဲနေတယ်ရလားနောက်တော့လေကိုအိမ်ကိုဘာလို့ကြမှာပါပဲလေပြန်ကြမှာပါပဲဟောဒီနေရာလေးကတန်လာဇရက်ခဏလေးပဲတွေ့ရတယ်ဇရက်ကလေးလိုပဲဟိုကဒီကလားဆောင်ကြတယ်လူဘဝဆိုတာဇရက်ပေါ်မှာခဏတွေ့တယ်ဒီလောက်ပဲရလားတို့ကလည်းဒီတော့ခါကျတော့ဇရက်ပေါ်မှာခဏတွေ့တော့ပြောနိုင်တာပါပဲပြီးတော့လေကိုအိုးကိုအိမ်ဘာလို့ကြမှာပဲပြန်ကြမှာပါပဲရလားနော်အေးဆက်ပြီးတော့သွားရအောင်ဆက်ပြီးတော့တဲ့ဆရာတို့ကအဲ့ကျတော့ခုနကတော့ပြောတယ်တဲ့ခံစားမှုတစ်ခုဖြစ်ပေါ်လာပြီဆိုရင်သူတစ်ခုတည်းဖြစ်တာမဟုတ်ပါဘူးတဲ့နော်ခံစားနေတဲ့ဝေဒနာလေးပေါ်လာပြီဆိုရင်မှတ်သားတတ်တဲ့သဘောလေးလည်းပါပါတယ်သိနေတဲ့စိတ်ကလေးကလည်းပါပါတယ်တဲ့ပြီးတော့ထက်ချီတလဲလဲပြုပြင်စေးစော်နေရတဲ့သင်္ခါရရဲ့အလုတ်ကလည်းပါပါတယ်တဲ့ဟောဒီခွက်စိမ့်လေးတွေနဲ့ပေါ်ပြထားတဲ့ဥစ္စာကိုဆရာတို့ကစိတ်ရဲ့အလုတ်လောက်ပုံနံခန္ဓာ၄ပါးလို့ပြောရအောင်နော်ဗါတဲ့လေနံခန္ဓာ၄ပါးပေါ့ဥမာပေါ့ဟရိမဆရာတို့ကယုတ်ကလေးရလဲခုနကပြောတယ်ပထဝီတေဇောအာဘောဝါဒီနေ့ဆိုဆရာလေးကမှတ်နေတာအဲ့ဒီမှာအဆောင်မှာချွေးတွေကကြာနေတာလေဘယ်လိုလဲချွေးတွေကအဲ့ဒီမှာစီးပြီးတော့ကြာနေတဲ့အခါကျတော့အဲ့ဒီချွေးလေးကအာဘောတက်ပေါ့ဗျာဘာလဲရေတက်ခန္ဓာကိုယ်တွေကနေဗာတက်တွေထွက်နေလဲရေတက်အဲ့ဒီရေတက်ကကုသိုလ်လည်းမဟုတ်အာကုသိုလ်လည်းမဟုတ်အပြာကတဟဲ့လေအေးရေတက်ကလေးတွေဘာလားလို့သိလိုက်တဲ့အသည့်လေးကကျတော့ကုသိုလ်ဘာလဲလဲရှားလားဒါလေးကအာဘောပါလားလို့သိနေတာလေးကကျတော့အသိဉာဏ်လေးတွေအလုံးလုံးနေတဲ့အတွက်ဗာလဲသူကကုသိုလ်ရလားအဲ့ဒီကျတော့ဆက်လေးကဘာဖြစ်နေလဲဆိုတော့အပြာကတရှေ့မှာဖြစ်နေတယ်အပြာကတပေါ်အကြောင်းခံပြီးမှကုသိုလ်တရားတွေဘာလုပ်နေလဲဖြစ်နေတယ်ရလားနော်အေးအဲ့မှာဆက်လို့အာရမဏပစ္စယတတိနဲ့ပြန်ပြီးတဲ့ခါကျတော့တဲ့မေတ္တာပို့မယ်ဆိုလို့ရှိရင်ကုသိုလ်အာယုံများကကျေးဇူးပြုပါစေတတိဗါလဲဟုတ်တယ်လေဥမာပေါ့ရူပါယုံပေါ့ဇာတိတို့ရှိမှတက်တာတွေဖြတ်တာတွေပဲထိုင်ကြည့်နေမယ်ဆိုလို့ရှိရင်ဟုတ်လားနော်အဲ့တော့တချို့လဲဂိမ်းစောတဲ့ခါကျလို့ရှိရင်တက်တက်ဖြတ်တဲ့ဂိမ်းတွေပဲထိုင်ပြီးတော့မလုပ်နေမယ်ဆိုရင်စောနေမယ်ဆိုရင်ဇာတိတို့စိတ်တွေကကြမ်းတမ်းလာလိမ့်မယ်ဘာလဲကြမ်းတမ်းလာလိမ့်မယ်ရလားအဲ့ကျတော့ဆရာတို့ကအာကုသိုလ်အာယုံနေနဲ့ပျော်မွေ့နေတယ်လို့သဘောပေါ့အာကုသိုလ်စိတ်တွေဖြစ်ပေါ်နေတာပေါ့နော်ဆိုတော့အာကုသိုလ်ဖြစ်ပေါ်စေတဲ့အာကုသိုလ်စိတ်ဖြစ်ပေါ်စေတဲ့အာယုံနေနဲ့အနေများတယ်ဆိုရင်ဒီပုဂ္ဂိုလ်ကအာကုသိုလ်စိတ်တွေပဲဖြစ်နေမှာပဲပေါ့ရလားအဲ့ကျတော့ဆရာတို့ကကုသိုလ်အာယုံများကသာကျေးဇူးပြုပေးမယ်ဆိုရင်သူကကုသိုလ်စိတ်တွေဖြစ်ပေါ်လာကြအကြောင်းရှိတယ်ဒါကြောင့်မလို့ဆရာတို့ကကိုယ့်ကိုအာကုသိုလ်ဖြစ်နိုင်တယ်ဆိုတော့အာယုံတွေကိုမနိုင်နေသေးဘူးမရှုနိုင်သေးဘူးဆိုရင်ရှောင်ထွက်သွားလိုက်ပါဘာလဲရလားရရင်နော်ဥမာပေါ့ဆရာတို့ကသူများအတင်းနေပြောနေတယ်ကိုကနားထောင်နေတယ်ဆိုကိုယ်စိတ်ကမရင်ကျက်သေးဘူးဆိုရင်အဲ့ဒါရောပေါင်းပြီးတော့မှမလုပ်နေမှာတော့ထောက်ခံနေလဲသူကပါမှာပဲဟုတ်လားမနေ့ကပြောပြီးသားလေကိုယ်တိုင်တိုက်တွန်းကြီးမောစိတ်တူဒီတော့ကိုယ်စိတ်ကိုမနိုင်ဘူးဆိုရင်ထထွက်သွားလိုက်ပါဘာလဲထထွက်သွားလိုက်ပါအဲ့ကျတော့ဆရာတို့ကအာကုသိုလ်အာယုံကြီးဖြတ်ချထားခဲ့တာပေါ့ဘာလဲတော့ဒါကြောင့်မလို့လူတိုင်းသာဆရာတို့ကကုသိုလ်အာယုံနေနဲ့ကျေးဇူးပြုနိုင်ကြရင်မကောင်းဘူးလားနော်ဥမာအမြင်မှာလဲတို့ဖျားဆိုတဲ့အာယုံလေးနဲ့နေတယ်မျက်လုံးလေးမိတ်ပြီးတော့မှဗုဒ္ဓအနုတ္တိဘာဝနာကိုပွားရင်မြတ်စွာဘုရားဆိုတဲ့အာယုံလေးနဲ့မြတ်စွာဘုရားဆိုတဲ့အာယုံလေးကကုသိုလ်အာယုံပေါ့နော်ဒါမှမဟုတ်ရင်ဝင်လေထွက်လေလေးမှတ်ပြီးတဲ့ခါကျတော့မှအဲ့ဒီမှာကုသိုလ်အာယုံလေးနဲ့နေတယ်ပေါ့နော်ကုသိုလ်အာယုံလေးနဲ့နေရင်ကုသိုလ်စိတ်ကလေးတွေတိုးပွားပြီးတော့နေမှာပေါ့ရလားရရင်တော့အဲ့ဒါကြောင့်ဆရာတို့ကပဋ္ဌာန်းဒေသနာတော်နိယမေတ္တာပို့မယ်ဆိုရင်ဗါတယ်လေကုသိုလ်အာယုံများကကျေးဇူးပြုပါစေတည်းရလားအလုံးစုံသောတတဝါပေါင်းတို့လည်းကုသိုလ်အာယုံများဖြင့်သာတွေ့ကြုံဆုံစည်းနိုင်ကြပါစေတည်းရလားရရင်နော်အဲ့ကြရင်ဆရာတို့ကအာယုံအနေနဲ့ကျေးဇူးပြုတတ်သောတရားရလားနောက်ပြီးတော့ဆရာတို့ကအဓိပတိပစ္စည်းပြောခဲ့ပြီးရလေအဓိပတိပစ္စည်းဟာစန္ဒရဲ့ဝရိယရဲ့စိတ်တရဲ့ဝိမာန်တရဲ့တဲ့အဲ့ဒီမှာလဲဆရာတို့ကအာယုံကအာကုသိုလ်အာယုံဖြစ်နေတယ်ဆိုပါတော့ရရင်နော်ဥမာပေါ့သူများအသက်ကိုတတ်မယ်ဘယ်လိုလဲသူများအသက်ကိုတတ်တော့အသက်ခံရမယ်အကောင်ပလောင်လေးဟာအာယုံပေါ့ရရင်နော်အသက်ခံရမယ်အကောင်လေးကဥမာနွားတစ်ကောင်ကိုတတ်မယ်ဆိုကြပါတော့နော်နွားလေးဒီအာယုံပေါ့ဘာလဲလဲ
နွားလေးကအာယုံအဲ့ဒီနွားလေးကရုပ်တရားတသက်အနေနဲ့ဓာတ်ကြီးလေးပါအနေနဲ့ဖောက်ပြန်ပြည့်စည်ပြီးတော့သူ့တဘာဝတိုင်းသွားနေတယ်ဆိုရင်သူကအပြာကတဘာလဲလဲအပြာကတအဲ့ဒါကိုတို့ကအဲ့ဒါကိုတတ်ဖို့စပြီးတော့အားထုတ်တယ်ဘာလဲလဲတက်ချင်တဲ့စိတ်တွေရင်ထဲမှာဖြစ်လာမှတက်လို့ရတာဗျရလားတက်ချင်တဲ့စိတ်တွေရင်ထဲမှာတပွားပွားဖြစ်လာပြီဆိုတဲ့အခါကျတော့အဲ့ဒီနွားလေးကိုဘာလုပ်လို့တတ်တော့မယ်ရလားတတ်တော့မယ်ဆိုတဲ့အခါကျတော့ဒီနွားဆိုတဲ့အာယုံဗျာကတပေါ်မူတည်ပြီးတဲ့အခါကျတော့ကိုယ်စိတ်တွေကဘာဖြစ်သွားပြီလဲအာကုသိုလ်စိတ်တွေဖြစ်သွားပြီရလားအေးမတတ်တော့ဘူးဆိုပြီးတော့အဲ့နွားလေးစီကနေရှောင်ထွက်သွားပြီသူချမ်းသာပါသေးဆိုပြီးမေတ္တာစိတ်ကလေးသာစားထိုးနိုင်မယ်ဆိုရင်တို့မတတ်ရတော့ပါဘူးဟုတ်လားအဲ့လိုမဟုတ်ဘူးလားနော်အဲ့လိုဆိုတော့ဒီအာယုံကတော့ဇာတိတို့ကိုတကယ်တော့နော်ကိုမတည့်တဲ့ပုံကိုနဲ့တွေ့ရင်ဒါဒီအာယုံကကိုကိုဆင်းရဲစီတာပေါ့နော်ဒါတော့မရင်ကျက်သေးလို့နော်ရင်းကျက်သွားတဲ့ခါကျရင်တော့ဇာတိတို့ကဘယ်အာယုံလာလာစိတ်ကမတုံလို့တော့ဘူးဒါကြောင့်မလို့အဲ့ဒီချိန်ကျရင်တော့အာယုံကကိုအတွက်ပြဿနာမဟုတ်တော့ဘူးပြဿနာမဟုတ်တော့ရင်တော့ तू ကအပြာကတဖြစ်သွားမှာပေါ့ရလားနော်အေးအဲ့ကျတော့ခင်နွားလေးကိုတတ်တော့မယ်ဆိုတဲ့အခါမှာသူ့စိတ်ထဲမှာတက်ဖို့ရဇောတွေချိန်မှန်များစွာဘာလို့ ရလဲဖြစ်ပေါ်ရတယ်ဗျာအဲ့ကျတော့သူ့စိတ်ထဲမှာဘာတွေဖြစ်နေတယ်လို့ပြောလို့ရှိရင်နော်ဒီနွားနဲ့ပတ်သက်ပြီးတဲ့အခါကျတော့အာကုသိုလ်စိတ်ပြီးတော့အာကုသိုလ်စိတ်ဖြစ်နေတယ်ဗျရလားတက်ဖို့ရစိတ်တွေပဲချိန်မှန်များစွာလှုံ့ဆော်နေတော့တက်ချင်တဲ့စန္ဒတွေဖြစ်နေတယ်ဘာလဲတက်ချင်တဲ့စန္ဒကနေကျေးဇူးပြုလိုက်တာကတက်ချင်တဲ့စိတ်တွေတဖွာဖွာဖြစ်နေတယ်တက်ဖို့ရပဲဝရိယကိုအားထုတ်ပြီးတော့ဘာလို့လဲစ조사ပန်းစားတတ်တယ်ဘယ်လိုလဲစ조사ပန်းစားတတ်တယ်ရလားအဲ့ဒီချိန်မှာဆရာလေးတို့ကမိစ္ဆာဉာဏ်တော့ဖြစ်နေမှာပေါ့တမာဉာဏ်တော့မဖြစ်နေဘူးရလားတမာဉာဏ်ဆိုတာသူများတက်ကိုတက်ရင်ကိုတက်တူရတယ်လို့အမှန်မသိမှုအဝိဇ္ဇာပေါ့ရရင်နော်ဒီအမှန်မသိမှုအဝိဇ္ဇာကိုသူများကိုတက်ရင်ကိုလည်းအသက်ခံရမယ်ဆိုတာကျတော့ဝိဇ္ဇာဉာဏ်ပေါ့နော်ရလားအဲ့ကျတော့သူများအသက်ကိုအာရပါရတက်နေတဲ့ပုံကိုတယောက်တက်ကကံနဲ့ကံရဲ့အကျိုးကိုယုံကြည်မှုမရှိဘူးသူကမိစ္ဆာဒိဋ္ဌိဖြစ်နေတယ်ဘာလဲရလားမိစ္ဆာဒိဋ္ဌိနဲ့တမာဒိဋ္ဌိကဇောက်ထိုးကြီးနော်ရလားမိစ္ဆာဒိဋ္ဌိကကံနဲ့ကံရဲ့အကျိုးကိုပယ်တယ်ရရင်နော်တမာဒိဋ္ဌိကကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တယ်ဗျာရလားအဲ့လိုမျိုးဆိုအဲ့ဒီယုံကြည်မှုတည်ပညာပေါ့ဗျာရလားဒါပေမဲ့ဟိုဘက်မှာလဲဆရာတို့ကမိစ္ဆာပညာတွေဖြစ်ထွန်းနေပြီမှာတတ်တာဗါလဲလေဒါကြောင့်မလို့အဲ့ဒီနွားလေးကိုတတ်နေတဲ့ပုဂ္ဂိုလ်စီမှာလဲအဓိပတိ၄ပါးဖြစ်ထွန်းနေပါတယ်ဗါလဲလေရလားအဓိပတိ၄ပါးသူမှရှိမနေဘူးလားဒါပေမဲ့ तू အားထုတ်နေတဲ့ဥစ္စာကအာကုသိုလ်ဖြစ်နေတယ်နော်ဘယ်လိုလဲအေးတို့အိမ်မှာကမ္မထံကိုရွရွချွန်ချွန်အားထုတ်နေတဲ့ပုံကိုကြတော့တဲ့ရလားအဲဝင်လေထွက်လေတနားကြီးဆိုတနားကြီးငါရအောင်လုပ်မယ်ဆိုတဲ့စန္ဒကလေးဟာတွန်းထားတယ်အဲ့ဒီစန္ဒအတိုင်းပြင်းမိဖို့အတွက်ဒိဋ္ဌံပါဠိမပြင်းမချင်းဆိုပြီးမှဝရိယကိုစူးစမ်းပြီးတော့အားထုတ်တယ်ဆိုတာ तू စိတ်တွေကထက်သန်လာတယ်ဗါလဲလေဟာရီကမရမချင်းရအောင်လုပ်မယ်ဆိုမြတ်စွာဘုရားတို့လည်းဟောဒီလမ်းကရှောက်ပြီးမညာပူညာရခဲ့တာပဲဆိုပြီးမှယုံကြည်တဲ့ဘုရားတရားတန်ခါယန္တာသုံးပါးကိုယုံကြည်တဲ့ရရနော်ယုံကြည်တဲ့ပညာတွေလည်းမလုပ်နေလေသူစီမှာအလုံးလုံးနေတယ်ဒီတော့ဆရာလေးတို့ကသူတော်ကောင်းနဲ့သူယုံမှာဘာကွာလဲလို့ပြောရင်ရလားအဓိပတိတတ်တာချင်းတူပေမဲ့သူတော်ကောင်းရဲ့အာယုံကစင်ကြယ်တဲ့ကမ္မထံအာယုံဖြစ်နေပြီးတော့သူယုံမှာရဲ့အာယုံကတော့ရလားသူများပေါ်ယုံမှာဖို့ကြီးပဲပါဖြစ်နေရတယ်အားထုတ်နေတာဖြစ်တယ်ရလားဒီတော့ဆရာတို့ကအဓိပတိဆိုတာကဘာလဲဥဆောင်တတ်တဲ့တရားအကြီးမှုတစ်ဖွဲခြေစုပြုတတ်သောတရားဒီတော့ဆရာတို့ကကောင်းသောစိတ်များကသာအကြီးမှုဖြစ်၍ခြေစုပြုနိုင်ကြပါစေတည်းရလားကောင်းသောအာယုံများဖြင့်သာတွေ့ကြုံဆုံစည်းကြရပြီးကောင်းသောစိတ်ထားများကသာအဓိပတိတတ်ကြပါစေတည်းအဲ့ဒါမှဖြစ်မှာလေဟုတ်လားမကောင်းတဲ့ပုံမှာပဲအဓိပတိတက်နေတယ်ဆိုလို့ရှိရင်မကောင်းတဲ့ပုံပွားတွေကိုလည်းမလုပ်ကြရမှာလေရောက်ကြမှာဆိုပြီးမှအလုံးစုံသောတတ္တဝါတွေကိုတနာတဲ့ဂယုဏစိတ်ကလေးနဲ့ရလားရရင်နော်အာကုသိုလ်အာယုံများမှလွတ်မြောက်ကြပါစေတည်းဆိုအာရမဏပစ္စည်းရရင်နော်ရလားကုသိုလ်အာယုံတူများဖြင့်သာတွေ့ကြုံဆုံစည်းကြပါစေတည်းအာရမဏပစ္စည်းရရင်နော်ကုသိုလ်အာယုံများကကျေးဇူးပြု၍ကောင်းသောစိတ်ထားဟိတ်များသာဖြစ်ပေါ်ကြပါစေတည်းဟေတုပစ္စည်းရလားရရင်နော်နောက်တစ်ခုကခုနပြောတဲ့ပါလဲကောင်းသောအာယုံများဖြင့်တွေ့ဆုံကြပြီးကောင်းသောစိတ်ထားများကသာအကြည်အမှုတစ်ဖွဲကျေးဇူးပြုပါစေတည်းအဓိပတိပစ္စည်းရလား
နာရောလဲသွားပြီလားလဲသွားပြီအဲ့ဒါပြီးလို့ရှိရင်ဆိုတော့အနန္တရပစ္စည်းဗါလဲလေအနန္တရပစ္စည်းသမနန္တရပစ္စည်းကောင်းစွာကျေစုပြုတယ်အချားအလက်မရှိကျေစုပြုတယ်ဂျားထဲမှာအခြားခြားထားတာမျိုးမရှိဘူးဆိုတော့အခြားမဲ့လို့ခေါ်တာပေါ့နော်ဂျားထဲမှာခြားထားတာအခြားမရှိဘူးပြောရင်တော့ကောင်းသောစိတ်များကသာအချားမဲ့ဖြစ်၍ကျေစုပြုပါစေတည်းရလားရရင်တော့အဲ့ဒါအနန္တရာပစ္စည်းကောင်းသောစိတ်ထားများကသာကောင်းစွာကြမဲ့ဖြစ်၍ကျေစုပြုပါစေတည်းတမနန္တရာပစ္စည်းရလားအဲ့စနေဒီနောက်မေတ္တာပို့ရင်အဲ့လိုလေးပို့နေချမ်းသာလိုက်တာနော်မကောင်းလားကောင်းတယ်ကိုယ်တန်တန်လေးမှလည်းကြည်ပြီးတော့မှလောဘဒေါသမောဟကင်းစင်ပြီးတော့မှဗာလဲအလောဘအဒေါသအမောဟဆိုတဲ့ကောင်းသောဟိတ်များကသာရှင်တန်ကြီးထွားပါစေတည်းအဲ့ဒါအားရတာလေးလို့ဘာလဲအားရအဲ့လိုလေးလို့မျိုးလုံးလေးမိတ်ပြီးတော့ဟုတ်လားပြီးလို့ရှိရင်ကိုယ့်ရဲ့ပေါ်လာတဲ့ပုံကိုယ်တွေနော်ကိုယ့်ရဲ့ဒီအာယုံထဲမှာလားပေါ်လာတဲ့ပုံကိုယ်တွေအသက်နဲ့ခန္ဓာထင်ရှားရှိသမျှသောပုံကိုယ်တွေအားလုံးလဲပါလဲကောင်းသောဟိတ်များကသာကျေးဇူးပြုနိုင်ကြပါစေကုန်တည်းရလားရရင်တော့မကောင်းသောဟိတ်များကင်းစင်ပါပြောင်းကြပါစေတည်းရလားဒေါသကို0 line ထိရောက်သွားရင်အနာဂတ်ဖြစ်ပြီကိုရလားလောဘနဲ့မောဟကို0 line ထိချလိုက်ရင်ယဟန္တာဖြစ်ပြီကိုဒီတော့ဆရာတို့ကမကောင်းတဲ့ဟိတ်များဆုံးစွန်ထိပါပြောင်းကြပါစေတည်းရလားအရိယာသူတော်ကောင်းကြီးဖြစ်ပါစေလို့ဆုတောင်းလိုက်တာပဲလေဟုတ်လားအပြင်ကိုကိုလည်းကြည့်ပြီးတော့မကောင်းသောဟိတ်များမှလွတ်မြောက်ပါစေတည်းဘာလဲအားရလေလုံနေတာဘာမှလည်းပင်မနာမဟုတ်ဘူးပဋ္ဌာန်းဒေသနာတော်နည်းနဲ့ဆင်ကျင်သုံးသပ်ပြီးတော့မှမေတ္တာဘာဝနာလေးပါလုပ်နေရလဲပွားများနေတာရလားရန်ခါကြရင်တော့ဆရာတို့ကဒီအနိဋ္ဌာယုံတွေကြုံရရင်ဆင်းရဲတာပေါ့စိတ်မရင့်ကျက်သေးဘူးဆိုရင်လေဟုတ်လားစိတ်ကမရင့်ကျက်သေးဘူးဆိုရင်အနိဋ္ဌာယုံတွေနဲ့တွေ့ရင်ဆင်းရဲရမှာဟုတ်ဒီတဲ့ခါကျတော့ဆရာတို့ကကောင်းသောအိဋ္ဌာယုံများဖြင့်သာတွေ့ကြုံဆုံစည်းကြရပါစေတည်းကောင်းသောအာယုံထူများကသာကျေးဇူးပြုပါစေတည်းအဲ့လိုလေးဆုတောင်းတယ်ကိုလည်းဆရာတို့ကငါဤမျက်စိကြည်နာအကြည်နာအကြည်ရှာအကြည်ကိုအကြည်ဘဝေမနောအကြည်တတို့နာကောင်းသောအာယုန်သူများဖြင့်သာတွေ့ကြုံဆုံစည်းပါစေတည်းရလားရရင်နော်ကောင်းသောဟိတ်များသာတိုးပွားပါစေတည်းမကောင်းသောအကုသိုလ်ဟိတ်များဖြင့်ကင်းဝေးပါစေတည်းမကောင်းလားအဲ့ကောင်ကိုအေးချမ်းအောင်နေရမှာပေါ့ရလားနော်အဲ့ဒါအားရလို့လေးလုံနေနေတဲ့ဟောဒီပုဂ္ဂိုလ်ဟိုတနာတဲ့စိတ်လည်းဖြစ်ပေါ်လာမယ်သိလားဥမာပေါ့သူ့ကိုငါရိုက်တော့မယ်ဆိုရင်သူ့ရဲ့ကိုယ်ကြည်တတ်မှာဖွတ်တတ်ပါယုံကြမ်းတမ်းမှုသူတွေးလိုက်ရင်သူချမ်းသာပါမလားမချမ်းသာဘူးတို့ကမေတ္တာပေးထားတာကဘယ်လိုလဲသူ့ရဲ့ကိုယ်ကြည်တတ်ကလေးမှာလဲကောင်းသောအာယုံများဖြင့်သာတွေးကြုံဆုံစည်းပါစေတည်းဆိုသူ့အတွက်ကိုယ်ဒီမကောင်းတဲ့အာယုံမဖြစ်ချင်တော့ဘာလဲသူ့အတွက်ကိုယ်ဒီမကောင်းတဲ့အာယုံဖြစ်ချင်တော့ရလားအဲ့ကျတော့သူ့အသားနာကိုအားမထုတ်ချင်တော့ဘာလဲသူ့အသားနာကိုအားထုတ်လိုက်ရင် तू အာယုံဇိုးနဲ့တွေ့လိုက်ရပြီအဲ့ဒီအာယုံဇိုးကကိုမဖြစ်စေချင်ဘာလဲအာယုံဇိုးကကိုမဖြစ်စေချင်အလားတူပဲပေါ့အဲ့လိုပဲသူ့ရဲ့နာကြည်တတ်မှာတဲ့ရရင်တော့ကောင်းတော့အတန်အာယုံလေးနဲ့သာတွေ့ကြုံဆုံစည်းနိုင်ပါစေတည်းဆိုတဲ့အခါမှာသူ့အာယုံဇိုးကြီးပြုတ်လုပ်ပြီးတော့ဆဲဆိုမိုက်ရိုင်းနေတဲ့ပုဂ္ဂိုလ်ကကိုမဖြစ်ချင်တော့ရလားအဲ့ဒါကိုကိုချင်းစာတရားလို့ခေါ်တယ်အဲ့ဒါကိုမေတ္တာတရားလို့ခေါ်တယ်ကိုမကြိုက်ရင်သူများကိုမဖြစ်စေခြင်းဘူးရလားကိုမရကျင်တာမျိုးသူများကိုမပေးခြင်းဘူးရရင်တော့အဲ့လိုဆိုတော့ဆရာတို့ကပြောဆိုလေးလည်းတိမ်မွေ့လာမယ်ရလားသူများကိုလည်းပို့ပြီးချမ်းသာစေခြင်းနဲ့စိတ်တွေကိုယ်ထဲမှာပါလဲဖြစ်ပေါ်လာတယ်ဆိုတဲ့အခါမှာခုနကတော့ဟိတ်နဲ့ပြန်ကောက်ရင်အာဒေါသဟိတ်ကလေးတွေကိုမှဖြစ်မနေဘူးလားဖြစ်နေတဲ့အခါကျတော့မှအဲ့ကြောင့်မလို့သူများကိုကိုချင်းစာတရားထားပေးလိုက်ခြင်းအဖြစ်နဲ့ကိုမှလည်းတရားတွေတတ်သွားတယ်ဘယ်လိုလဲကိုဒီတပါးသူတွေအတွက်မကောင်းသောအာယုံမဖြစ်စေရဘူးဗါတယ်လေကိုဒီတပါးသူတွေမကောင်းသောအာယုံမဖြစ်စေရဘူးအဲ့လိုလေးဇန်လေးကတော့ဒီနောက်အဲ့လိုလေးဖြစ်လာတယ်ဘာလို့ဆိုခုနလိုလေးမေတ္တာပို့ရင်းနဲ့လေရလားခုနလိုလေးမေတ္တာပို့ရင်းနဲ့ဟုတ်တယ်သူ့ကိုအတန်ဆိုးကြီးနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်သူ့နာလေးဆင်းရဲသွားမှာဆိုတာဘယ်လိုလဲရလားအဲ့ဒါပြီးတော့သူ့ရှိမှအဲ့မှာမမတ်ရိုင်းနေလန်းငါလာနေနဲ့အေးပေါ်ဟိုဒီလိုတွေပါထောင်ပြီးတော့မှရန်နေပါမထောင်ကျင်တော့သူ့မြင်အာယုံလေးစိုးသွားမှာဆိုလို့ဘယ်လိုလဲရ
ရလားလာရိုက်ချင်စေမရှိတော့ဘူးဘာကြောင့်လဲသူ့ကိုကြည့်တဲ့ကလေးကိုကြောင့်ဆင်းရဲသွားမှာဆိုလို့အဲ့လောက်ထိအသေးစိတ်ဆရာလေးတို့ကထိမ့်သိမ့်နိုင်မယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကိုရောမြတ်ကမိမိကိုထိမ့်သိမ့်ခြင်းသည်တဲ့သူတစ်ပါးကိုထိမ့်သိမ့်ခြင်းမြည်တယ်မိမိကိုစောင့်ရှောက်ခြင်းသည်သူများကိုစောင့်ရှောက်ခြင်းမြည်တယ်တဲ့ရလားဟုတ်လားအဲ့လိုနေသွားမှာပေါ့အဲ့လိုပဲဆရာလေးကကိုယ့်အပေါ်မှာပြမစော်ကားနေတယ်ဆိုတဲ့ပုံကိုတယောက်ကိုအတွေ့မခံဘူးဗါလဲကိုယ်တွေ့ရင်သူအာကုသို့ဖြစ်မယ်လို့ထင်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုနားကိုလာတာနဲ့တန်းပြီးထထွက်သွားတာဘာလို့လဲကိုဒီသူ့အတွက်အာကုသို့အာယုံမဖြစ်ချင်လို့သူဆိုတဲ့အာယုံကိုမရှုနိုင်လို့မဟုတ်ဘူးဘာလဲကိုကမရှုနိုင်လို့မဟုတ်ဘူးကိုဆိုတဲ့အာယုံပေါ်မှာမူတည်ပြီးတဲ့အခါကျတော့အာရမဏပစ္စည်းအနေနဲ့သူ့ရဲ့ဟိတ်တွေကအာကုသို့ဟိတ်တွေဖြစ်နေမှာဆိုလို့ကိုကပဲရှောင်ထွက်ပြီးလိုက်တာရလားသဘောပေါက်လားဒီတော့ဇာလီကအဲ့လိုပဲဇာလီကဥမာပေါ့ဇာလီတပည့်တော်တို့ဘာလုပ်ပေးရမလဲတေးသူစိတ်ဓာတ်မှန်တယ်ဆိုရင်တော့ကိုကလှုပ်ခိုင်းနေဗျာဘာလဲတပည့်တော်တို့ဘာလုပ်ပေးရမလဲရတယ်လို့ပဲပြောတာဘာလို့လဲသူစိတ်ဓာတ်ကမမှန်ဘူးဆိုတာကိုသိနေလို့ရလားအဲ့ကြတော့ဘာလို့လဲဆိုတော့အာကုသို့ဟိတ်တွေသူ့ရင်ထဲမှာမပေးဘူးဆိုတဲ့စိတ်ပြဇာလီကအဲ့ဒါလည်းမေတ္တာတရားပေါ်ချိခံတာဗျသိလားနော်ကိုမြင်တိုင်းမှာ तू အာကုသို့ဖြစ်မယ်ဆိုရင်အဲ့ဒီအာကုသို့စိတ်ကြောင့် तू သွားရမယ့်ဘုံဘဝဆိုးဆိုးတွေကိုကိုကကြိုးမြင်တဲ့အတွက် तू ကိုမမြင်အောင်နေလိုက်တာသူကိုယ်တန်မကြောင်ရှောင်ထွက်သွားလိုက်တာရလားဟဲ့နော်အဲ့ဒီကြတဲ့ကကျတော့ဆရာလေးကလာဟေးဘသူရေးဘယ်ဝါရေးလာအောင်ငါဘာလုပ်ပေးအောင်လို့ခေါ်ရင်ဂုံယူလိုက်နော်ဘာလို့လဲသူ့ကိုကုသို့ပေးခြင်းလို့ရလားသူ့ကိုကုသို့ပေးခြင်းတာလေဆရာလေးကဟုတ်လားအဲကြောင့်ဆရာလေးကတော့သူများတော့မသိဘူးလို့တို့ကတော့လို့အဲ့လိုမျိုးဘယ်လိုလဲတို့ကြောင့်တယောက်ယောက်ဆင်းရဲတော့မှမလို့ခြင်းဘူးရလားမလို့ခြင်းဘူးအဲ့ကြတော့ဆရာလေးကတော့အဲ့ဒါကိုဒီနေရာမှာရှိလို့ဒီပုံကိုယ်တွေကကိုယ်အမိပြုတ်ပြီးဆင်းရဲမယ်ဆိုအဲ့နေရာမှာငါမနေဘူးဆိုအဋိဋ္ဌံဗျရလားနော်ဒီနေရာမှာနေလို့ဒီပုံကိုယ်တွေငါအတွက်ကြီးပွားမယ်တိုးတက်မယ်ဆိုရင်အဲ့နေရာမှာနေပြီးတာပေါ့လေကိုယ်အမိပြုတ်ပြီးကိုယ်ဆိုတဲ့အာယုံကောင်းကိုအမိပြုတ်ပြီးတော့ရလားနော်သူတို့ကောင်းသောစိတ်ထားတွေပွားများစေပေါ့ကိုယ်ဆိုတဲ့အာယုံကသူတို့အတွက်အာယုံဇိုးဖြစ်နေမယ်ဆိုလို့ရှိရင်မကောင်းသောစိတ်ထားတွေပွားများရမှာအလိုမရှိတဲ့အဲ့နေရာမှာငါမနေလို့အဲ့လိုမျိုးဒိဋ္ဌံထားတာသိလားနော်တယောက်နဲ့တယောက်တော့တူချင်မှတူမှာပေါ့လေနော်ဖေကြီးကကျတော့ဇာလေးကိုအဲ့လိုမျိုး तू ကဒီနေရာမှာမကောင်းရင်လည်းဒီနေရာမှာနေပေါ့ဟုတ်လားဒီနေရာမှာမကောင်းရင်ဒီနေရာမှာကိုကတီးခံပြီးတော့လည်းခံဒီနဲ့နေနိုင်တယ်ကိုကဥပက္ခနဲ့လည်းမလုပ်နိုင်နဲ့နေနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာအာကုသို့ဖြစ်နေတော့ဤနေရာ၌ကိုမနေဆိုတာကိုရဲ့ဒိဋ္ဌံပဲရရဲ့နော်အဲ့ဒါကောင်းတယ်လေသူများအာကုသို့မပေးပြတော့ဘူးလေရလားအဲ့လိုပဲဇာလီကအနားမှာထားတယ်ဆိုရင်အနားမှာကိုထားတယ်ဆိုတဲ့ပုံကိုယ်တွေကကိုယ့်ပေါ်မှာအာကုသို့စိတ်မဖြစ်လို့ထားတာဗျဘာလဲအေကိုပေါ်မှာခဏသူကအာကုသို့ကြီးဖြစ်နေမယ်ဆိုရင်တို့ကဂျက်ထိုးပြီးနေတာဗျဘယ်သူထဲမှာအတွေ့မခံရလားဟုတ်လားသဘောပေါက်လားဒီတော့ဇာလီကအေးဘယ်သူရေးလောင်းဟေးဆိုခဏခိုင်းနေအဲ့ဒါဘာလုပ်လိုက်ဂုံယူလိုက်အဲ့ဒါမဟုတ်ရင်သူ့ပဲမြင်နေတာသူ့ပဲခိုင်းကျင်နေတာဘာလို့လဲ तू ကကိုပါခိုင်းမငြင်းမညူလို့ရလားသဘောပေါက်သွားပြီလားနော်အဲ့ဒါကြောင့်မလို့တခုဆိုတာစားကြလို့ချင်းဒုဒ္ဒရေဆိုလန့်ပြီးပြောလကားမဟုတ်ဘူးတော့ရလားဒုဒ္ဒကဒီရဲ့တို့ကျွေးကျင်တဲ့စိတ်ဖြစ်နေတာတို့ကသိတယ်ဘယ်လိုလဲကျွေးကျင်တဲ့စိတ်ဖြစ်နေတာသိရင်ခဏကျွေးခိုင်းတာပဲနော်ရလားကုသိုလ်ပေးတာလေဆရာလေးဟောဒီခန္ဓာကိုယ်ယူတာအဲ့လိုပဲယူဆထားတာဗျကိုယ်အမိပြုတ်ပြီးတော့ရလားကိုယ်အမိပြုတ်ပြီးကုသိုလ်ရစေတယ်နာလေရန်ခါကြလို့ချင်းဆရာလေးဝိဖြစ်ပေးမယ်ဆိုဖြစ်ပေးရတယ်သူတို့ရဲ့စိတ်ထဲမှာတောက်လျှောက်ကုသိုလ်တရားတွေဖြစ်နေရင်အဲ့ဒါခံနေတာနော်ကိုကမျိုးလုံးမပြီးပါလားခံနေစိတ်ကလေးတစ်ချက်ဖောက်သွားနဲ့ရပြီတော်တဲ့မီထွက်သွားတာဘာလဲရလားကိုယ်ဆိုတဲ့အာယုံကိုအမိပြုတ်ပြီးတော့မှအလုံးစုံသောတတ္တဝါတွေကုသိုလ်တရားတွေဖြစ်ထွန်းကြပါစေရလားကိုယ်ဒီအလုံးစုံသောတတ္တဝါတွေဤအာယုံကောင်းတာဖြစ်ပါစေတည်းအဲ့လိုမျိုးလေးပြောလို့ရှင်လေတို့ကကိုယ်တိုင်ကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းနဲ့စိတ်တွေဘာလုပ်လာလိမ့်မယ်ဖြစ်လာလိမ့်မယ်ရလားကဲချိန်စေးတဲ့အတွက်တော့ကြအောင်ဆိုကုသိုလ်အမြရှုတော်မူကြပါကုန်လောသာဓုကုသိုလ်အမြရှုတော်မူကြပါကုန်လောသာဓုကုသိုလ်အမြ
ရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓု